ရောက်လာလေနင်းနဲ့လွင်တူနဲ့ပြတ်သွားပြီဆိုအေးဟုတ်တယ်ဟာဒါမဲ့နင်းညာသူငါစီဖုန်းဆက်ပြီးတော့ဖြစ်ဖြစ်များကိစ္စတွေစိတ်ထဲမှာမထားပါနဲ့ပြီးတော့သူငါ့ကိုတောင်းမှန်ပါတယ်လို့ပြောလို့ငါပြေးလာခဲ့ရကျင်းကညို့တောင်းမှန်စလဲပြန်စားမယ်ပြီးဟာအေးငါလည်းထင်သားပဲဟာနင်းနဲ့သူနဲ့ကငယ်ကြီးသားတွေပဲဥစ္စာဒီကောင်နဲ့ကိုတကယ်မပြတ်နိုင်တော့ပါဘူးဒီကောင်မြန်မာရောင်နေကိုပြန်တော့လာနေမှာပါဟာဒါဖြစ်နိုင်ငံခြားပြန်ရောက်ပြီးတာငါတို့မစုံထတာတော့ကြတယ်ငါတို့အားလုံးအခုမှချင်းစုံလာရဆိုတော့ပြောချင်တခုရှိနေမှာပေါ့လို့လဲပွတ်လားငါတို့ထင်ထားတဲ့အတိုင်းနင့်တို့သူပြန်တောင်းမှန်တဲ့ခါကျရင်နင်တို့ပြန်လက်ခံပေးပါနင်ကလည်းမင်းနေစရာမရှိလားသူတို့နှစ်ယောက်တန်ရောစင်ရောလဲတာမှမဟုတ်တယ်ဆိုပြန်လက်ခံပါတော့ဟုတ်တယ်မလားခင်ဗျာဟုတ်တယ်ဟာအမှန်တိုင်းကိုခံရမယ်ဆိုလို့ရှိရင်လေငါသူ့ပေါ်တန်ရောစင်မပြတ်လို့အော်ဟိုမှာလင်းတူလာနေပြီဟာပြင်းနေတာတော့ဆုံးကြတယ်ပေါ့ငါမင်းတို့အားလုံးပြောနေရှိနေတာလေတော့အဓိကတော့ငါမင်းရောက်ဖြစ်ခဲ့တဲ့ကိစ္စအရင်ကငါတောင်းပန်ပါတယ်ငါဘက်ကလည်းလုံခဲ့ရတယ်အများကြီးပဲကနောက်ပြီးတော့ငါမင်းတစ္ဆာဖောက်ခဲ့မိတယ်အဲ့တော့ sorry ပါပြန်လာမှောက်ခွင့်ပါနော်အေးပါဟာငါလည်းလေအရင်ကစိတ်ကောက်ခဲ့မိရအောင်ဟာနင်ဘာပဲလို့ငါခွင့်လို့ပြီးသားပါဟာနင်ရောငါ့ကိုအရင်စိတ်ကုန်နေပြီလားယငါနင်းကိုစိတ်မပြတ်တော့ပါဘူးဟာခုအချစ်ဆိုရရအောင်ကောင်းကောင်းနားလဲသွားရအရှင်ကဘာမှမဟုတ်တဲ့နင်းရဲ့အပြုတ်မှုတွေငါစိတ်ပြတ်ခဲ့နေအခုငါပေါ်နင်းထက်အစာပေါင်းများစွာစိတ်ကောက်တဲ့ငါပေါ်စိတ်ဆူတဲ့ချစ်သူတွေငါရနေပြီဟာတကယ်ချစ်လို့ရှင်ရင်အရာအားလုံးဖတ်လို့နားလည်နိုင်နေဆိုတာငါသဘောပေါက်သွားကြဟောငါနဲ့ဒီနေ့စစ်စစ်လိုက်ပြီလားနောက်လာမင်္ဂလာဆောင်ကြလို့ရှင်ရင်ပြန်ပန်းကျဲဖို့တော့ငါအခုညီလာတော့မှာဟာငါနင်းမင်္ဂလာပွဲမှာပန်းကျဲပေးရမယ်ဟလားဒီမှာနင်းလို့တစ္ဆာမရှိတဲ့အကောင်မင်္ဂလာပွဲမှာပန်းလာမကျဲပေးနိုင်ဘူးနင်းအတူပါကြောင်းပါပဲလေပန်းဝယ်ပို့ပေးလိုက်တော်ပါပြီလေငါသူ့မရှိမိတာကံကောင်းလို့သူ့ဟာမှာဗလက်မြချောနေလို့ငါတော့မိုက်နေတယ်ဟုတ်လားပွင့်လားဒီဘာတွေများလုံနေလို့လဲဟာအသက်များကြီးနေပြီလားဟာမဖြစ်နိုင်ပါဘူးဒီလိုလေအပြစ်ရှင်အဖာခလီးရဲ့ဟောမလူကြီးအဖြစ်ခေါင်းဝဲကြမယ်စရဲနဲ့ဖြူနေပြီခါလေကိုမြည်ရွယ်ခလေးရဲ့နှာဘူးအုံမလေးလားအတီးရဲ့ဒီကောလုံးကရွှဲလို့ပါလားခတ်တာအဲ့တော့ညီမမောပြီလားဗျခတ်တာရောက်နေရလားဟုတ်တယ်မမခတ်တာမင်္ဂလာတော်ကဖိတ်တာလေမင်္ဂလာတော်ဖိတ်လို့မဟုတ်ဘူးနော်ခတ်တာမင်္ဂလာတော်မှာကိုမမချောချောလေးကိုပွဲထုတ်ရှင်လို့ပန်းကင်လုပ်ခိုင်းလို့လုပ်ပေးရမှာနော်လုပ်ပေးပါမယ်ခတ်တာတော့ဆိုရိုင်းမမပဲတော့ဆိုမှာပြိုကြီးလုပ်မှာနင်ကလည်းဟဲ့ယောက်ျားရဲ့မကောင်းတဲ့ခင်မှာအပြိုကြီးလုပ်တာပဲမကောင်းဘူးမမပြောမှာပဲခတ်တာတော့ပြိုကြီးလုပ်ရလို့ဖြစ်နေဘလုံးရှင်နဲ့ပတ်မရမှာနဲ့ယောက်ျားရဲ့မမပြောလို့ဟုတ်ပါခတ်တာဘာမှမဟုတ်အဲ့ညီမရှင်ရမ်းနေတာကသမီးဝစားသွားလို့ရတော့အေးပတ်သွားအောင်မယ်တော့ဟုတ်မမအားဆိုလည်းခတ်တာနောက်နေ့ကျမှအေးနိုင်ဘူးလားတော့မယ်နော်အေးလားအဲ့ဆိုလေးသမီးလေးတင်တော့မယ်အေးအောင်လှပနေလိုက်တာမမလည်းညီမလေးကိုကူပြီးပြင်ပေးဖို့ခေါ်တာမှာတော့ဘူးလောက်ငါညီမလေးပြင်လဲထပြီးသားဆိုမမသိနော်ဟာချစ်ဘယ်မှာမမီရောလဲအဖိုးငါလိုက်တာလက်သမီးစပါလက်သက်ကျွေလာတဲ့အတိုင်းပဲပို့ပြီး
မဟုတ်ကြည့်ပါအားကြတယ်လားအားကြတယ် မဟုတ်ရပါဘူးဘိုက်စာနေလို့ပါ သဘောကိုကော်ဖီနဲ့ဆန်ဒစ်တွေရှိရလေမမ ဟုတ်လား မလေးကစိတ်လို့ရှာတယ်စားတော့ မစားလိုက်နေငါတော့သွားစားပြီနော် ထိုင်လို့ရပါပြီဘုရားတိစီကဘုရားစာအဟံတမာတာတိတုဂုရုသတ္တာဓမ္မစေတနာသဒယကခေမူကြီး10ပါးကိုအမှုပြုပြီးတော့ဒီနေ့ပြုလုပ်တဲ့အာဝါဟဝိဝါဟမင်္ဂလာဆင်ရင်ကျင့်ပတဲ့နေရာမှာကျွန်တော်တို့တိရိမင်္ဂလာဇေယမင်္ဂလာဩဘာမင်္ဂလာဟောပနာပမင်္ဂလာဆင်ရင်ကျင့်ပါမင်္ဂလာ10ပါးရဲ့မှာတပါးအပါအဝင်ဖြစ်တဲ့ဘရောပါဘရောသမီးပန်းလုံးစုမင်္ဂလာဆင်ရင်ကျင့်ပါရန်အတွက်မြန်မာထိပ်တန်းကုမ္ပဏီဥက္ကဋ္ဌဦးအောင်မြင့်နဲ့ဇနီးဒေါ်တင်းတင်းခိုင်တို့အားဘရောပါဘရောသမီးပန်းလုံးစုပေးပါရန်ဂါရဝတရားရှေ့ထားပြီးစင်မြင့်ပေါ်သို့ဖိတ်ခေါ်အပ်ပါခင်ဗျာယခုတပံသရောသားသရောသမီးတို့အားလက်စွပ်ချီးမြှင့်ရဥပဒေစဉ်ဒေါ်ရင်ရင်တို့အားစင်မြင့်ပေါ်သို့ကြွရောက်ချီးမြှင့်ပေးပါရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာအခုမင်္ဂလာသဘင်ပွဲကျင်းပကြကုန်သောမောင်နှံစုံတို့သည်အောင်ချိန်ကြုံ၍အောင်ကုန်ဆောင်ဘာဖြစ်လဲကြိုက်တယ်ကြိုက်တယ်ဘာကြိုက်လဲဒီလူကြိုက်တယ်ဂျမူးလေကြိုက်ရဒီဘုံမှာဂျမူးလို့မရှိတော့ဘာလဲဘာကြိုက်တယ်အောင်ကိုယ်လို့စိတ်ဟာကိုယ်လို့စိတ်ဟုတ်တယ်ဘယ်လိုစိတ်လဲကိုစိတ်ရမ်းတယ်ဝေးတယ်လားဝေးတာကျွန်တော်ပို့တာစေအဲ့ဘာပို့တာစေမို့ချင်းချင်းဒီပေးတော့ပါဗျာချင်း
ကျွန်တော်ရှင်းဆက်ပြီးတော့ပြောစရာမလိုတော့ဘူးထင်ပါတယ်နော် ကိုမအတက်စင်နေလားကိုဂီတာတီးတတ်တယ်ဂီတာတီးပြီးတချင်းဆိုပြဟာဘယ်ဟာလိုက်ခိုင်းတော့လူလေသူစိတ်ကြိုက်တဲ့တန်တက်တာ ပြောစိတ်ကတည်းကဟဲ့လားဒီနေ့ကြာရင်ပြင်ပြရတယ် ဟုတ်တယ်နော်ဒီတော့ပန်းကုန်းပန်းထဲမှာပြောစိတ်ကြီးတက်နေတာကိုပန်းကုန်းမပြန်လဲလို့ရတာဘာလို့မလဲတာ ကျမလည်းလေလက်တွေရှားနေရပဲတီးရအဲ့ဘန်ထဲမှာပြောစိတ်တွေအဲ့လောက်များနေမှမသိလိုက်လို့ပါ ကဲကျွန်တော်လည်းမနေ့ကအကြောင်းပဲပြောနေတယ်ကိုတော့မေးမဆက်ရဘူးကျွန်တော်နာမည်ကြိုသေးရပါသူတို့သားရဲ့ကိုဝင်းဝဲဆို ကျမနာမည်ကလည်းကွင်းထားပြီးပါတို့သမီးရဲ့အမဝင်ပွဲပါအဲ့နဲ့ဆက်စုရလို့တော့မထင်နဲ့နော်ကိုကျော်တီဟာအရင်တော့ဘောလုံးသမားကိုကျော်တီဟာ ခုနကပြောကျွန်တော်မှတ်မိရလားကျွန်တော်ဗျာအဲ့ဒီလောကကိုစွန့်ခွာခဲ့တာကြာပြီဆိုတော့ကျွန်တော်ဘယ်သူမှမမီတော့တော့ဘူးထင်နေတာဗျာ ကျမကယတိမဂ္ဂဇင်းတိုက်မှာလုပ်တဲ့ editor ပါမီဒီယာသမားတယောက်အနေနဲ့တော့ကိုကျော်တီဟာမှတ်မိတာပေါ့ကိုကျော်တီဟာလေအားစားသမားဘဝကိုစွန့်ခွာခဲ့ပြီဆိုတော့အပြင်မှာခုဘာတွေလုပ်နေလဲ ကျွန်တော်အလုပ်သာစွန့်ခွာခဲ့တာပါဗျာဝါသနာတော့မစွန့်လို့နိုင်ဘူးဗျာအခုကျွန်တော်အားကစားပစ္စည်းရောင်းတဲ့ဆိုင်လေးဖွင့်တာပဲ ကိုကျော်တီဟာဘာဖြစ်လို့အားစားသမားဘဝကိုစွန့်လွတ်ခဲ့ရလဲ ကျွန်တော်ပြန်ပွဲတစ်ခုမှာ accident ဖြစ်ပြီးတော့ကျွန်တော်ခြေတော့မှာပြင်းပြထန်တန်ရခဲ့ကျွန်တော်နေရာမှာလည်းတခြားအသင်းသားတစ်ယောက်ကိုသင်အစားထိုးဒါပေမဲ့ကျွန်တော်ဝါသနာကိုမစွန့်နိုင်တော့ဒဏ်ရာကိုကောင်းနီးမျိုးစုံနဲ့ကျွန်တော်စူးစမ်းကုခဲ့ပါပြီဒဏ်ရာပြောက်လို့တဲ့အချိန်မှာကျွန်တော်တိုင်ပွဲပြန်ပါတယ်ဒါပေမဲ့အဲ့ဒဏ်ရာကြောင့်ပဲကျွန်တော်အသင်ရှုံးတယ်ကစားဖို့ကစားဘက်တွေကလည်းကျွန်တော်ပုံမှာအယုံကြည်ကင်းမဲ့လာတယ်အသင်းပိုင်ရှင်နဲ့အသင်းနီးပြားကလည်းကျွန်တော်အနားယူဖို့အတွက်ဖိအားပေးခဲ့ကြတယ်အဲ့ဒီမှာပဲကျွန်တော်ရဲ့ဝါသနာကိုမစွန့်လို့ချင်ပဲစွန့်လို့ခဲ့ရတာ ရှားတာစင်ကောင်းလိုက်တာရှင် ရပါတယ် မမကြီးဒီမှာတစ်စင်းလာတာဟာ အော်အေးလာပြီသွားလိုက် စနေပါလားဘယ်နေဘယ်လိုရောက်လာ တကယ်ချင်းနဲ့လိုင်းနဲ့အမောင်တွေ့လို့လာနှုတ်ဆက်တာ မင်းနဲ့ Freddy ကျောင်းကိုချားပြီးပြီနော်ဒီချိန်မှာမင်းမောင်းလို့တော့မခေါ်တဲ့တော့ ဟာမောင်ကလည်းဘာမှမဆိုင်ပါဘူးသူက blind friend လေ မင်းကြီးကနည်းနည်းမူးနေတယ်လို့ပဲနော် မူးလာမဟုတ်ပါဘူးမောင်လေယူတာခေါ်ရမောင်ကိုချစ်လို့ယူတာမောင်ကလည်းခုဒီစားကိုရှက်နေကြမှာ ဟုတ်ပြီသူက ကဲ
Venus နဲ့သမီးလေးပဲဟာဒီမှာနောက်တစ်စီကောက်ငါမိုးနာလီလာလေးပဲအချစ်တီတယ်ဟာကောတီတယ်ဟိုဟာဒီမှာနောက်တစ်ဂျူလီယာကိုမြင်မှုသားပြီဂျူလီယာကိုမြင်မှုသားပြီမြင်မှုသားပြီအမေလေးကိုအဖြစ်ကိုမြင်လဲပါအောင်ချစ်လေးလို့ရဲ့ဘူးလေလေဟေးမင်းလေးဒီရက်ကြည့်ကောင်းကင်မရှိတော့လည်းမသိဘူးလား အောင်မအကျွေးစီးကောက်တာဘာဖြစ်လို့လဲဒီလေကန်နဲ့အကျွေးစီးရရှင်တော့ပိုင်တော့နှုတ်လို့လားအကျွေးစီးလည်းကောက်တာဖြစ်ပြက်နေလိုက်တာတက်ရုပ်လှုပ်လို့ဒီမှာအကျွေးစီးကောက်နေရရှင်တပေါင်းနဲ့ကောက်နေရမှာမဟုတ်ဘူးအော်ဟုတ်လေတပေါင်းနဲ့ဆိုလို့ရှင်ရှင်တို့ကောက်တာနဲ့ကျမကကောက်เสียကြမှာမဟုတ်တော့မင်းလေးကျွေးစီးကြထားလို့ပြောနေနော်မထားနိုင်ပါဘူးဘာလို့ချင်လဲသွားပြီဟုတ်လားဟယ်လိုမမထက်တာပါငါဘာလို့မပြောမှဆိုနေပြန်သွားတာအမတ်တရားတက်ပုံတော့မရိုက်လိုက်အောင်ပြီးတော့ထက်တာအမျိုးသားနဲ့လည်းကောင်းကောင်းမင်းဆက်ပြီးလိုက်ရအောင်စ
sorry ပါခက်တာရဲ့ညကလေးမမတော်တော်မူသွားလို့စောပြန်သွားတာ ပြီးတော့ဟိုကစူတောင်းမြေရီပန်းသားမှာလေလုံချုံနဲ့ပြဿနာတက်သေးရဲ့ဆိုဘလို့ဖြစ်တာလဲ ဟုတ်တယ်ခက်တာကြီးရေပန်းနဲ့အကျွေးစည်းရေကောက်လို့ဆိုပြီးမှလာပြီးရှစ်တာလေအရွှဲတိုက်ပြီးအကျွေးစည်းရေအကုန်လုံးယူလာခဲ့လိုက် ဟဲ့မမအကျွေးစီကိုအိမ်ထိယူလာရဟလားအဲ့ဒီကျွေးစီကစူတောင်းပြီးဖြစ်ထားကြတာလေကောက်လို့မရဘူးရေပန်းနဲ့အကျွေးစီအကုန်လုံးအခြေအနေနဲ့ပတ်သက်ပြီးစူတောင်းထားကြတာလေပဲအဲ့ကျွေးစီကိုယူမင်းစူတောင်းထားတဲ့အကျွေးစီပိုင်ရှင်တွေနဲ့ချစ်သူတွေဖြစ်လိမ့်မယ်ပြီးတော့သူတို့ရဲ့ဆွဲလဲရွတ်တော့ဖို့လည်းခံရလိမ့်မယ် မိုက်တာဗောချစ်သူတွေဝိုင်းလည်နေတော့မကောင်းလား ဘယ်လိုကောင်းပါလဲမမရဲ့အဲ့ဒါတကယ်ချစ်စမှမဟုတ်လားအဲ့ဒီကျွေးစီကိုမမသိမ်းထားသေးရတော့အကျွေးစီပိုင်ရှင်တွေမမကိုဆွဲလဲနေမှာပဲအဲ့ဒီကျွေးစီကသူ့နေရာသူပြန်ရောက်သွားကြည့်အကျွေးစီပိုင်ရှင်တွေကစိတ်ပုံမှန်ပြန်ဖြစ်သွားအောင်မမကိုဆွဲလဲတော့မှလည်းမဟုတ်ချစ်တော့မှလည်းမဟုတ်အဲ့ဒါချိန်သားကြီးတစ်ခုကိုပဲ ဒါကတော့လူတွေထွင်ထားတဲ့ယုံနှန်းပုံမြင်မှာဟဲ့ငါတော့အယုံကြည်မရှိပါဘူးအခုလှုပ်လဲတော့အောင်ပါနောက်နေ့မှနေ့စဉ်ကအေးဆေးလာခဲ့မယ်နော်ဒါပဲဟုတ်ဟုတ်မင်းကလေးသူ့ပဲဟုတ်ပါတယ်ငါအိမ်ဘက်ထဲကမင်းကလေးကသူ့ပဲမင်းကလေးသူ့ကြရရှိပါ ဘာဖြစ်တာလဲရှင်းရှင်းလေးလားဖြစ်တာလဲ ရပါတယ်အခုလိုမျိုးမင်းကလေးရဲ့ဒီမှာတက်တဲ့မိကုန်းတွေကြောင့်ကိုဘာမှမဖြစ်တော့ပါဘူး ရှင်း မင်းကလေးရဲ့မျက်နှာကိုလေကို့အိမ်မက်ထဲမှာအချိန်ချင်းပတ်ခဲ့တယ်အခုလိုအပြင်မှာတွေ့လိုက်ရတော့ဝမ်းသာလိုက်တာကွာ ရှင်းပါပြောနေရလဲ ဟုတ်ပါတယ်မင်းကလေးအံ့ဩသွားလို့ခုလည်းအရင်အံ့ဩသွားမိပါတယ်မင်းကလေးရဲ့မျက်နှာကိုဘယ်လောက်ထိဆွဲလန်းခဲ့ရလဲဆိုရင်ကို့အိမ်မက်ထဲမှာမက်ခဲ့တဲ့မင်းကလေးရဲ့မျက်နှာကိုအလွတ်တော်ရနေပါပြီကွာဒီမှာကြည့်ပါကိုအိမ်မက်ထဲမှာမက်ခဲ့တဲ့မင်းကလေးရဲ့မျက်နှာခန္ဓာကိုယ်အကျိုးစားပါမလာတော့ကိုလည်းစိတ်ကူးထဲမှာရှိသမျှစိတ်ကူးနဲ့ပဲဆွဲထားမိတာပါအခုတော့ပြင်မှာမြင်လိုက်ရပြီဆိုတော့ကိုမင်းကိုဆွဲကျင်လို့ပါ ရှင်းပါစကားတကူလုံးအပြင်ပြောနော် တကူလုံးပုံကိုဆွဲကျင်လို့ပါလို့ပြောတာအခုအပြင်မှာမြင်နေရတဲ့ပုံကိုဆွဲကျင်လို့ပြောတာပါကိုခွင့်ပြုပါနော်မကြစေရပါဘူးမင်းကလေးခဏလေးပါဒီထက်ပိုပြီးလှသွားစေရမယ်နော် ကျေးဇူးတော့တင်ပါတယ်ရှင်ကျမလည်းသွားရရှိနေလို့နောက်မှတော့သွားလာတယ် ဟုတ်ခဏနေပါဦးမင်းကလေးကိုသွန်းနေတဲ့6လောက်နားရောက်နေကို6လောက်လေးခဏပြပါတော့ဖနက်လေးပဲခဏချုပ်ပြပါ ကျမသွားမလို့ရှိနေ ဖနက်လေးပဲခဏချုပ်ပြပါမင်းကလေးလှလိုက်တာမင်းကလေးကိုစိတ်ကူးထဲပဲဆက်ဆွဲတော့မယ်ကွာ မာလေးဒီမှာနတ်ထိုင်မယ်နော်အခုတော့ညမာလေးသိပါလား ရှင်းမလို့လဲ နောက်တယ်ကြီးအခုတလို့ အော်ဘာတ အဲ့ဒါစပုတ်ပါလေလက်မာလေးဖေ့စ်ဘုတ်မှာနာမည်အရန်ကြီးနေတယ်အဲ့ဆိုတော့ပြကြီးခင်လိုက်လေ အော် အခုတစ်ချိန်ကြားဘူးလားမလားတော်နေစမ်းမအောင်ရှစ်တချင်းကဟိုလဲမဟုတ်ဘူးလား လဲသူများဆိုတာအခုအဲ့နမိတ်မကောင်းလို့ဆိုအခုတော်ပြန်ဆိုလိုက်တာဒီကအခုဓာတ်ပုံနဲ့အမတ်တရားယူရလို့ရနော်မောလဲဘွားလဲလို့တယ်မနေညီမလေးမဂဇင်းရလား ဟုတ်ပါတယ်ဟိုရင်ဒီမကစင်းရပါ ကောင်းလိုက်တာမီဒီယာနဲ့ က
ရှင်ဘာဖြစ်နေတာလဲပြော တလဘရီနဲ့ဆိုတာကိကွာလို့မရဘူးလေဟုတ်တယ်မလားအခုညာမလေးချင်းမှာအခုကြီးရောက်နေပြီနော်အင်တာဗျူးတွေပါခါလောက်ပါလို့ရတယ် အော်ဟိုကျမကလေဟိုအင်တာဗျူးသမားမဟုတ်ဘူးကျမစောင်းမပဲရှိတာ ဩရပါနဲ့ဘာဖြစ်လေအခုကြီးလွင်တော့အချိန်မရွေးပြောနော် ဟုတ်ကဲ့ပြောပါမယ်အခုဆိုရင်လေရွှေဘုံရည်တို့မင်းသမီးတော်တော်များများလာပြီးတော့လေဒီကြောဘုံလို့ပေါ့လာပြီးအတို့ရေခိုင်းပြီးမိတ်ဆက်ကြတာအခုကစပြီးဟေးမိတ်ဆက်တာမလေးတရားပဲရှိသေးတယ်နော်ကိုကြီးလိုက်အခုမှတတိရတယ်ခုနောက်ထပ်လောက်လာတဲ့ချင်းအသက်တပုတ်ရှိတယ်မဲလဲမထောင်ကြလေနားတော့ကြည့်ပါလားဖုန်းထဲမှာပါလေ ရှင်အဲ့လောက်စကားဖြစ်တာလေးကိုတချင်းကိုကြောက်ရှင်ဘယ်လိုဆိုလဲတချင်းဆိုမထစ်ဘူးအခုတငယ်ချင်းနဲ့လည်းရှိရလေနာအေးရလေသူဆိုရင်စကားပြောရင်အပြစ်မှာဖြစ်တယ်တချင်းဆိုဖြောင်းနေရပဲလွတ်ပါနော်မထောင်းတော့ဟိုကျမလေးသွားစရာတခုရှိလို့အရန်ရေးကြည့်လို့သွားတော့မယ်နော်ဒါပါလေအင်ဒိုလာပဲလေဟာအဲ့ဒါကဲတော့လည်းမသိဘူးကွာတို့ဒုက္ခပါပဲဟုတ်နေဘာလို့ရမှာလဲ ခဏလေးကြည့်လိုက် ဟာလေဟိုရှင်ကမျက်လက်ဆရာ ဟုတ်ကဲ့ ကျမကလေမျက်လက်ဆရာတွေတော့လေးစားပါတော့သွားစရာလေးရှိလို့ဒီမှာအချိန်မရဘူးသွားတော့ ဟုတ်ခဏလေးပါခဏလေးပါအချိန်လေးခဏလေးပဲပေးအချိန်လေးခဏလေးပဲပေးအဲ့အချိန်ခဏလေးပေးလိုက်တဲ့အတွက်မင်းတို့ကထူးခြားစမ်းတဲ့အတွေ့အကြုံအသစ်ရပါလေကဲရေးရဆွဲလိုက် ဟာဆွဲပါလေ ဩဒီဖဲကြလေဒီထက်ကြိုက်တဲ့ချက်ဆွဲ ခဲချက်ဆွဲပြီးရနော်ကျမသွားရမယ်နော်ရှင်ကျမတော့ထပ်ပြီးလိုက်ရမယ် โอเคကဲဒီကြိုက်တဲ့ဖဲချက်ဆွဲ ဆွဲမယ်ရှင်ညလုံးမိတ်လားဆွဲပြီးဘာလို့ရမှာ အဲ့ဖဲချက်လေးကိုစိတ်ထဲမှာခဏမှတ် အမေမေ ဒီဆွဲတယ် မားတယ်မဟုတ်ဘူးရှင်တော်ညံ့တာပဲ ကိုသိတယ်တမင်ကမှားအောင်တယ်မင်းရဲ့ဖဲချက်စစ်က အဲ့ဒါဖြစ်တာလေ မင်းရဲ့ဖဲချက်စစ်ကိုနှလုံးသားထဲမှာမင်းရဲ့ဖဲချက်တွေမင်းမှရောက်နေပြီဟောခဏလေးနော် bonus အခုတစ်ခုထပ်ပြအဲ့ဒါလေ အဲ့ဒါချိုလေးဟာမပြောထုတ်လိုက်တာခဏယူလားဟာအဲ့နေအောင်လေပြည့်စည်လေးဖြောက်ပြမယ်လေဖြောက်ပြမယ်အဲ့လိုခုနဆိုင်ကပစ္စည်းပြောက်လာခင်ဗျာလား ဟုတ်တယ်ကျွန်တော်ဖြောက်လိုက်တာ လာလိုက်ကြုံတော့ မပြာလိုက်တာဟုတ်လေရှင်အမရဲ့လေ memory stick လေးကတင်ထားမိသေးလား မတိုင်းထားဘူးမဘာဖြစ်လို့လဲရှားလို့မတွေ့သေးဘူးလား ဟုတ်တယ်ရှာလို့မတွေ့ဘူးအဲ့ဒီမှာလေအရေးကြီးတဲ့ data တွေထည့်ထားတာ ဟုတ်မ
မအိမ်ကိုယူသွားတာများလားအိမ်မှာကြံခဲ့ရမှာမလားလေနည်းနည်းပါးပါးလေးစဉ်းစားပါအောင်ဟာတော့ခါပါပဲဘာဖြစ်လို့လဲအဲ့ရှေ့ဘန်းကမှကြားခဲ့လားမသိဘူးဟာမဟိုစုံလည်းပြောက်သွားပြီဘာဖြစ်တာလဲဟိုမဖုန်းဆက်ခိုင်းနေကိုကျော်တရားဖုန်းနံပါတ်မရှိတော့ပြောက်သွားပြီမဆက်ရသေးဘူးဟာသေရောပဲဟုတ်တာပဲဒီနေ့မှာ boss နဲ့ကိုကျော်တရားနဲ့ချိန်ထားတာလေဟာ boss ဘယ်လိုပြောရမလဲမသိတော့ပါဘူးစိတ်ညစ်လိုက်တာဟယ်လိုပွင့်လာလားကျွန်တော်ကြော်သေးရပါဘယ်ကကြော်သေးရလဲဒါဟိုတနေ့ကကျွန်တော်တို့စုံခဲ့ကြသေးတယ်လေအာရှင်ဒီကောင်ကဘယ်လိုရလဲဟုတ်ခက်တာစီရတာပါအော်တိုက်ဆိုင်လိုက်တာရှင်ဟိုကျမလည်းလေရှင်းစီကအရေးကြီးကူညီခုတော့တောင်းနေလို့ဟိုကျမတို့တစ်ခုလောက်တော့ကူညီပေးပါအောင်နော်ဟိုနေ့ကလည်းရှင်ကိုပြောမယ်ဆိုပြီးပြောပြလိုက်ဘူးဟိုရှင်ကကျမမဂ္ဂဇင်းတိုက်ကိုလာခဲ့ပေးပါလားကျွန်တော်အဲ့ဒီစီကိုရောက်နေပြီခင်ဗျာရှင်ဘာပေါ်လာပြီဘော့စ်ကော်လီရဲ့အော်ဘာခဲ့မယ်လို့ဟိုကိုကျော်တီဟာအားဆိုလို့ရှိရင်ရုံးခန်းထဲပဲလိုက်လာခဲ့ပေးပါနော်ဟုတ်ကဲ့ဆက်ပြရမယ်ဒါမမရဲ့အတိလေလိမ့်လောင်စကင်းရဲ့ကုန်ကြီးအန်တီကိုကြီးချန်တဲ့ရှာလိမ့်လောင်ဟုတ်တယ်သူကလိမ့်လိုက်ရင်အသားကြီးလောင်းကုန်တာမဟုတ်ဘူးလေမဟုတ်လေဟိုလိမ့်လိုက်ရင်နေလောင်ပြီးအသားကြီးအမျိုးကောင်းသွားနောက်တာဟုတ်ကဲ့ကျမလည်းဒီ channel တိုင်းရဲ့ sound editor ပွင့်လာပြီပါကျမအားကိုဆုံးဝန်ထမ်းပေါ့ပွင့်လာဖြူနာမည်လေးကလှလိုက်တာနာမည်လေးလှလူလေးလှပြရဟုတ်တာဟုတ်ကဲ့ပါကျွန်တော်ငင်းချမ်း MD ငင်းချမ်းပါဟုတ်ကဲ့ဟုတ်ကဲ့ကိုကြီးကျန်အလုပ်ကိစ္စပြောအောင်လေအလုပ်ကိစ္စနောက်မှပြောလို့ရတယ်ရင်းနှီးတော့မိတ်ဆက်တယ်ဟာတွေ့ရတော့ကိုကြီးကျန်အလုပ်ကိစ္စပြောအောင်အော်ပွလားကိုကျော်တရားစီဖုန်းဆက်ခိုင်းတာဆက်ပြီးပြီလားဟုတ် boss ဟိုကိုကျော်တရားရောက်နေပြီလေဟုတ်တော့ရောက်နေငါ့ကိုဘာလို့မပြောတာလဲကဲရုံခန်းထဲကိုခေါ်လိုက်ဟာတော့သူလာလိမ့်မယ်လေမထိုင်နေပါတော့သူလာလာရဲမှာအဲ့တဲ့ချိန်သားလေးလှလိုက်တာဟဲကျမတို့ကြော်လားဟဲကိုကြီးကျန်ဖိုက်ကြီးညာလားလုံလာရှိအမကြီးပြင်းနေလားလို့ကျမမှားလို့ကားမှုလားကားမြဲတဲ့စီကားမှုရလားမဟုတ်ကျွန်တော်ကဟိုကားတွေလမ်းကြောတွေပိတ်ညော်လေကားမစီတော့ခုနောက်ပိုင်းကျ husky နဲ့ကိုယ်ပိုင် husky နဲ့ပဲသွားတာဟိုဒီလိုလာတော့မှ husky နဲ့လာဖို့ဒီအမိုးပေါ်မှာရက်စရာနေရမရှိဘူးရက်လိုက်ရင်တိုက်ပြိုသွားမှာဆိုလို့ကားနဲ့လာခဲ့တော့ကားစီးနေမကြရတော့ကားနဲ့မူသွားတာအော်ဟုတ်ကဲ့ဟိုဒီတိုက်ကထုတ်တဲ့စာအုပ်တွေအရန်ကောင်းတာပဲဟဲကိုကြီးတက်မှတ်တယ်လားဟိုစက်ကူလေးတွေကောင်းတော့ပြောလားအော်ဟုတ်ကဲ့ကျမနိုင်ငံခြားမှာလေဟုတ်လားဟဲ့နာကိုကျော်တရားအားလိုက်တာကိုကျော်တရားရဲ့အမှန်တကယ်ဆိုရင်လေကျမတို့ကလေကိုကျော်တရားစီဖုန်းဆက်ပြီးတော့ကိုကျော်တရားရှိတဲ့နေရာဝန်ထမ်းတယောက်လွှတ်ရမှာဒီထိလာတဲ့အတွက်ဝန်ထားပါတယ်ကျေးဇူးလည်းတင်ပါတယ်လို့ကိုကျော်တီဟာနာမည်ကြီးဘောသမားဘောလုံးသမားဘောလုံးသမားဟုတ်တယ်နော်ဟုတ်ပါတယ်ဟာတွေ့ရတာရဝင်းသားတယ်ဗျာဟုတ်လေကိုကျော်တီဟာအရဝင်းသားတယ်ကျွန်တော်ကိုကျော်တီအရလေးစားတယ်ကျွန်တော်ဘောလုံး crazy ဘောလုံးနဲ့ပတ်သက်လိုက်မြန်မာနိုင်ငံပွဲတွေလာဒီကာတွေပြီးမြအားလုံးကိုအားပေးတယ်ပိတ်သက်ကျွန်တော်ကဘောလုံး crazy တက်ရန်လေးစားတယ်ဗျာကိုကြီးကျန်ဘောလုံးကစားတာဝါသနာပါတယ်လောင်းကစားပြီကြည့်ပြီးတော့လောင်းတာဟိုကြည့်ပြီးလောင်းနေဆိုတာဒီလိုလေဟိုဘောလုံးပဲကြည်နေအပြင်းပြေတငယ်ချင်းတွေကိုအစားအသောက်ကြည့်လောင်းတာအဲ့လိုပါရလေးဘောလုံးကနှစ်ကာအားပေးတာဟောဒီလိုကကိုကျော်တရားကျမတို့မြန်မာပြည်မှာလေစီးကင်းရတယ်လာတော့မယ်ဆိုတော့ကိုကျော်တရားလို့အားကစားသမားဟောင်းကိုကျမတို့မဂ္ဂဇင်းမှာဖော်ပြချင်လို့ပါတကယ်လို့ကိုကျော်တရားအချိန်ရမယ်ဆိုရင်ကျမတို့ဓာတ်ပုံလေးလည်းရရင်အင်တာဗျူးလေးလည်းလုပ်ချင်လို့ပါရှင်စိတ်မရှိပါနဲ့ဗျာဟိုကျွန်တော်ကလေအားကစားလောကကိုကျွန်တော်ကဟိုကြောခိုင်းခဲ့တာကြာပြီဆိုတော့အားကစားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်မဂ္ဂဇင်းဘယ် channel မှာအင်တာဗျူးမလုပ်ပါဘူးစိတ်မရှိပါနဲ့ကိုကြီးပေးပါကိုကျော်တရားရဲ့အခုအားကစားဝါသနာရှင်တွေရတယ်လေကိုကျော်တရားတို့လိုအဲ့လိုမျိုးပြောက်ွယ်နေတဲ့အားကစားသမားဟောင်းတွေကိုအရင်ထူးချွန်ပြီးတော့အားကစားသမားတွေကို
အဲ့အကြောင်းကိုစိတ်ဝင်စားနေကြတယ်ပြီးတော့တိလည်းသိချင်နေကြတယ်အဲ့အကြောင်းကိုပါ ဖြစ်နိုင်မယ်ဆိုရင်ကူညီပေးလိုက်ပါကိုကျော်ဒီကကျွန်တော် direct request လုပ်ပါတယ် ကိုငင်းချက်ရှင်နဲ့ပါဆိုင်တယ် ဟိုဆိုင်နေဆိုင်သွားပြီအရင်ကမဆိုင်နဲ့အခုဆိုင်သွားပြီပွင့်လွာဖြူလေးနဲ့ပတ်သက်တဲ့ကိစ္စမှန်တယ်မြတ်ကိုညီတဲ့ကိစ္စလေးနဲ့မှတတ်မှတ်လိုက်တဲ့အတွက်ဆိုင်သွားပြီအဲ့တော့ဖြစ်နိုင်ရင်ကိုကျော်ဒီဟာလေကူညီပေးလိုက်ပါပွင့်လွာလေးအခက်ခဲမှန်တယ်မြတ်အားလုံးကိုကူညီပေးမယ်ကူညီလို့ရတဲ့နေရာကနေကူညီပေးမယ်ဟိုကိုယ့်ရဲ့အခက်ခဲလေးလေဟိုပွင့်လွာဖြူလေးကကူညီပေးနော် ရှင်ဟာရှင်ဘာပြန်ကူညီပေးရမှာလဲ ဟိုကိုကဟိုအလှကုန်ပစ္စည်းတွေဖြန့်ပြူးနေတာလေပွင့်လွာဖြူလေးရဲ့ပွင့်လွာလေးကိုဓာတ်ပုံရိုက်ပြီးတော့ကို့အလှကုန်ပစ္စည်းတွေဖြန့်ပြူးပြီးကြော်ညာလိုက်ရင်မြန်မာတပြည်လုံးပွဲသိမ့်တယ်နာမည်ကပြောလိုက်အောင်မှာပွင့်လွာဖြူနာမည်လေးပါတော့အောင်ကိုယ့်ရဲ့လိမ့်လောင်အလှကုန်ကိုလိမ့်လောင်ဖြူလိမ့်လောင်ဖြူလို့နာမည်ပြောင်းပြီးတော့ပွင့်လွာလေးနဲ့ကြော်ညာလိုက်မယ်ပွဲသိမ့်မယ်ပြီးသွားပြီ ကိုလေစိတ်တော့မရှိပါနဲ့နော်ကိုငင်းချက်ကလေ skin care တွေအဲ့လောက်အများကြီးထုတ်ပြီးတော့ကိုငင်းချက်အသားရောင်ကြတော့ဘာဖြစ်လို့ဖြစ်နေတာလဲ ဘယ်ဖြစ် ချောင်းဆိုးနေလို့ ဟိုဒါကဒီလိုလေဟိုပွင့်လွာရဲ့ဟိုကိုကဒီအလှကုန်ပစ္စည်းတွေကိုလေးနိုင်အသားဖြူသွားမယ်ဆိုတော့သိတယ်ဒါပေမဲ့တမင်မလိမ့်တာမလိမ့်တာအကြောင်းရှိတယ်ဟိုကိုကဒီအနက်နုရောင်အသားလေးဖြစ်အောင်မနှဲကိုအသားအယိုထင်းသိမ်းထားတာကိုကဒီလိုအသားလေးလေးကြိုက်တယ်လေဟိုယူရိုစ်မှာဒါတွေပဲကိစ္စနေတာဟိုဂျပန်နဲ့တရုတ်တို့ကိုရီးယားတို့လိုအသားအယိဖြူဆုပ်ဆုပ်ကြီးတွေကိုကသဘောမကျဘူးကိုရဲ့အနက်နုရောင်အသားလေးကိုဒီလိုဖြစ်အောင်တော်တော်ကိုစူးစမ်းပြီးထင်းသိမ်းထားရတာဟိုစကားလုံးရှိသေးတယ်လေပွင့်လွာလေးရဲ့အသားမဲတော့ ရဲစင် ဒီရောင်မျိုးလေးဟောဒါအပြာကြီးအဲ့ဒီဟိုအသားမဲတော့ဗရမ ्या ခဲတဲ့ကြားဘူးတယ်မလားကိုင်းကြီးကဗရမ ्या ခဲလို့အသားမဲမဲဗရမ ्या ခဲအနှစ်တည်းရွယ်စုထားတာ အော်ကိုချတိဟာစကားလေးခင်းလာပြောစလို့ပြင်ပါရ ဟောဟုတ်ကဲ့ဗျာ ဟိုနေလေခုနကအေးစစ်ဟိုခုနကတို့တရားဟုတ်ကဲ့ဟိုပွင့်သွား ကိုငင်းချက်ရှင်ပွင့်သွားအောင်မယ်နော် ကဲနားထွက်သွားဟို ကိုစောတီကအခုလိုပဲတိုက်ဆိုင်ရောက်လာအန်အောစရာပဲကျိုးလဲချိန်ထားတယ် အဲ့ဒါခတ်တာဘူးပဲမေးလိုက်တာဒီချိန်ဆိုရင်တဲ့မမတဲ့လုံးမှာပဲရှိနေတယ်ဟောကိုတနေ့ကစူတောင်းပြည်ရေပန်းနာမှာဒီစီတီကော့ရအရေးကြီးမှထင်လာပြီ ဒါလေးကိုကျွန်မပြတ်သွားပြီထင်ပြီးစိတ်ဓာတ်ကျနေတာဒီ memory stick လေးထဲမှာလေအရေးကြီးတဲ့ data တွေထည့်ထားတာရှင်ကျေးဇူးပါပဲ ရပါတယ်ဗျာအဲ့ဒီညကျွန်တော်လိုက်ပြီးသေးတယ်ခုနကထွက်ပြေးသွားပြီရေကန်တဲကအကျွေးစီးတွေကိုကောက်ပြီးအိတ်ထဲထဲလုံးထွက်ကြတာဖြစ်နေ အဲ့မင်းကရှင်ကုန်မြင်လိုက်တယ်ဟလား မြင်တာပေါ့ဟိုအဲ့ဒီစူတောင်းပြည်ရေကန်ရဲ့အကျွေးစီးတွေမကောက်ဘူးဆိုတော့မသိဘူးလား သိသိတာပေါ့သိလို့ကိုတမင်တက်တက်ကိုစိန်ခေါ်လိုက်တာအဲ့ဆူတောင်းမြေရှိကမှာအကျွေးစီးဖြစ်ပြီးဆူတောင်းကြတဲ့လူတွေကအချစ်ရအစင်မပြေလို့ဆူတောင်းကြတဲ့သူတွေပဲလေအဲ့ရေကန်မှာအကျွေးစီးဖြစ်ပြီးဆူတောင်းလိုက်တယ်ဆိုလို့ရှိရင်အချစ်ရအစင်ပြေသွားတယ်လို့တော့ကျွန်မကြားဘူးတာပဲကျွန်မလည်းအဲ့ရေကန်မှာအကျွေးစီးဖြစ်ပြီးတော့ဆူတောင်းခဲ့ဘူးပဲဒါပေမဲ့ဆူတောင်းမပြေပါဘူးကျွန်မချစ်သူကကျွန်မကိုသစ္စာဖောက်သွားတယ်လေတွေးမိတိုင်းအသေးနာတယ်အဲ့ဒါကြောင့်မလို့အဲ့ဆူတောင်းမြေရေကန်ကိုအယုံကြည်မရှိလို့ပောက်ကွယ်ပြီးတမင်တက်တက်ကိုစိန်ခေါ်ပလိုက်တာ ပွင့်တော်ကိုကြည့်ရတာအဲ့ဒီတော်တော်မူးနေတယ်ပေါက်ကွဲတော့ပေါ့လေဒါမင်းကလေးဆိုအဲ့လိုရှောက်လို့နေလူမျိုးလို့မကောင်းဘူး ။ဩပောက်ကွဲပါလေဆိုမှဘယ်လိုလို့အချိန်ဆန်းရှိမှလဲလို့သူများတွေပဲပြောနေတယ်နော်။အိမ်လေးညာကရှင့်အောင်လဲရှင့်ကောင်မင်းနဲ့တွေ့လိုက်ပါတယ်။မြင်လို့တော့မကောင်းသူများထက်တော့အချူမဆိုးသေးဘူး ဟိုအဲ့ဒီညသူလဲတော်တော်မူးနေတယ်ပြောမယ်ဆိုရင်ဗျာကျွန်တော်လဲပွင့်လာလို့ပဲချစ်သူတစ္ဆာဖောက်တော့ခံလိုက်ရတယ်ဗျာအဲ့ဒီကသူအရန်မူးနေလို့ကျွန်တော်လိုက်ထင်းပေးနေသူဖုန်းပြောမှဆိုကျွန်တော်ယူထားလိုက်တာအဲ့ဒီမှာနေမယ်ဗျာသူနောက်ဘဲတယောက်ကသူ့စီဖုန်းဆက်တော့တယ်အဲ့ဒီညကကျွန်တော်ညရဲ့စတင်ရတယ် ။ချားစိတ်မကောင်းပါဘူးရှင် ရပါတယ်ဗျာဟိုပွင့်လာရုံးမှတော့ဟိုကျွန်တော်စကားပြောကြရရှိသေးတယ် ။အော်ဟုတ်တယ်။ကျမအကြံတစ်ခုရပါလို့ကျမအခုရေးမဲ့ဆောင်းမတော့လေကိုကြတိဟာကိုသိချင်တာလေးနည်းလောက်မေးချင်တော့ ရပါတယ်မေးပါ ဟိုကျမတော့ရမယ် ဘာဖြစ်လို့လဲ ။ဟိုရှင်းပြဖို့အချိန်များလို့ငါကျမဖုန်းဆက်လိုက်မယ်နော်။
你别搞了嘞，我没有了。ဒီမှာရှင်းရှင်းဘာကြီးပဲဖြစ်နေဖြစ်နေဘသူပဲဖြစ်နေဖြစ်နေကျမလာလဲမခေါ်နဲ့လာပြီးလဲမနှောက်ဆက်နဲ့ကိုယ့်သားကိုနေဘာတွေရှောက်ပြောနေလဲငါ့တေချာကျင်လားမင်းကစိတ်ကူပေးတဲ့ဒေါက်တာလေးဒေါက်တာမြင့်စောဟုတ် sorry ပါဆရာလေးလူမသွားလို့ပါတားလိုက်မယ်နော်ဒီကောင်မလေးငါပေးတဲ့စိတ်မတော့ဘူးထင်တယ်ညီကျုပ်တို့ဂျာနယ်တိုက်ကိုရောက်တော့မှလေပန်းစီတွေရပ်လိုက်ပန်းချင်းတွေရပ်လိုက်နဲ့ပြီးတော့လေညီနာမည်နဲ့ဒီကောင်လေးတွေဖုန်းတစ်ကောင်မှဆက်တယ်နော်ဟမ်ညီရောက်မှကျုပ်တို့ဂျာနယ်တိုက်ကတော့နာမည်ပြတ်တော့မှလည်းတူပါတယ်ဟောအမတို့ရငါမိစေကိုညီတန်းနေညီပါလေလောက်ထားဘာရှန်လေပြောလိုက်ရှန်မဲပွင့်လွာဖြူနားနေကိုစူနေတာလေးနဲ့ဘာလို့ထိုင်နေမတက်တာအော်ရပဲတော့ကျုပ်ကလည်းမေ့ပြီးတော့မတက်ရနေဘူးဘာမှမလုပ်ရပါဘူးဘောစီလေဘာဘောစီလဲညငါမနေ့ကပြောရတယ်ငါဘောစီလို့မခေါ်နဲ့ငါယောက်ျားလေးမဟုတ်ဘူးလို့ခေါ်ချင် boss လို့ခေါ်လို့ပြောရတယ်ဟုတ်ကဲ့ပါဒီမှာညီဘာမှမလုပ်ထားပဲနဲ့လေဒီကိုပန်းစီရဲ့ပန်းချင်းတွေရောက်လာစရာအကြောင်းရှိတယ်ဟုတ်ရပါဘောစီ boss အားလုံးနားလဲတော့လေခုနရှင်းပြပါတော်ဘာမှမရှင်းရဘူးခွင့်လာဖြစ်ညီရှင်းပြမယ်ဆိုရင်ညီရှုပ်ထားလို့ပေါ့မြို့လေငါလေးအခုတော်တော်လေးလုံးဝကြည့်လို့မရဘူးနော်ပွင့်လာဖြူဒီမှာညီတို့ပြောထားတဲ့စောင်းမဘယ်မှာလဲအားရှိလဲမြောက်သေးပါဟုတ်အဲ့စောင်းမကိုရေးဖို့လေကိုကအဆက်လက်တွေစပြီးတော့စဉ်းစားမိပါကိုတောင်းကိုခြေစမ်းမှာပွင့်လာဖြူတယ်ညီအရှုပ်ထုတ်တယ်ညီရှင်းနိုင်အောင်ကြိုးစားအောင်နော်ဒီမှာကျုပ်ကညီကိုမျက်နှာသာပေးတယ်ဆိုပြီးတော့ညီအခွင့်အရေးကိုကြိုးစားတယ်ညီကြောင့်မို့လို့လေငါတို့ရဲ့မဂ္ဂဇင်းတိုင်းကကောက်မလေးတွေဂုံပြက်တွေပြက်လာစေတယ်ညီကိုကိုတော့ရေးစင်ချင်ပါလေဒါပဲပြောမယ်ပြီးတော့ညီကိုပြောအောင်ညီကိုကျုပ်ပြောထားတဲ့စောင်းမှာတစ်ဖက်တွင်ကျုပ်ဖက်ချင်တယ်ဘလို့လဲဟုတ်ကဲ့ပါဘောအဲ့စောင်းမကိုပြအောင်လဲခုမှရေးပေးပါမယ်ပြီးလို့ရှိရင်ခုမှနဲ့ပတ်သက်တဲ့လူတွေခုမှနဲ့ပတ်သက်တဲ့ဖုန်းတွေဒီတော့ထပ်ပြီးခါကြီးရလို့လဲခုမှသိပေးပါတယ်ပြီးတော့အော်ဘုလားဖြူညီကိုကျုပ်အထူးသတိပေးရမယ်တဲ့လားညီလေကျုပ်ရဲ့မိတ်ဆွေကိုငင်းချင်းနေလုံးဝမပတ်သက်မိစေနဲ့နော်။အိုညီအေးလုံး personal ကိစ္စကိုပတ်သက်နေသိလား။ငါလေအဲ့တခုတော့ငါ less one နေပေးထားတယ်နော်။အဲ့ဒါမှညီပတ်သက်မယ်ဆိုရင်တော့ကျုပ်ညီကိုမိမပြတ်ချင်ဘူး။ဘလို့လေ။ဟုတ်ကဲ့ပါပါ။အင်းပြီးတော့အဲ့ဆိုတော့ဟိုတနေ့ကကိစ္စအတွက်လေကိုကျော်တီဟာအခုမှအားနာလိုက်တာ။ဟိုတကယ်လို့ရှင်အားရဆိုလို့ရှိရင်တရက်လောက်ထပ်ပြီးတော့ခုနတွေ့ချင်လေးရဲ့နောက်ပြီးတော့ရှင်းကိုကျမရင်မဲ့ဆောင်းမအတွက်အင်တာဗျူးလေးလည်းလုပ်ချင်လို့ရပါတယ်ကျွန်တော်လည်းပွင့်လာပြီးတော့လို့ရှင်ကျမကိုဘာမေးမလို့လဲချားတော့မဟုတ်ပါဘူးချစ်ရေးအိမ်အောင်ရေးနှလုံးသားလေးကချစ်သူဖြစ်ပြီးပေါ့ကိုကျော်တိခါကတော့လှုပ်ပြီဒီပြောတာပါပွင့်လာရဲ့ညီမခတ်တာတော့မှဂျူနီယာပြစ်ပြီးတော့ကြော်တက်သွားပြီဆိုတော့ပွင့်လာနေတယ်စဉ်းစားဖြစ်ကျမလေးစာအုပ်တော့ထဲမှာဖတ်ဖူးရဲ့သိလား
ယောက်ျားရဲ့အချစ်ကကောက်ရိုးမင်းနဲ့တူတယ်တဲ့ချစ်မိပြီဆိုလို့ရှင်လဲအရှိန်ပြင်းပြင်းနဲ့တဟုန်ထိုးလောင်ကျွမ်းတတ်တယ်တဲ့နည်းနည်းလောင်ရဲသလိုလောင်စာကုန်တာလည်းမြင်တယ်မိန်းကလေးရဲ့အချစ်ကကြတော့ရှစ်ရှားမိနဲ့တူတယ်တဲ့လောင်ဖို့လည်းခက်သလိုလောင်ပြီဆိုလို့ရှင်လဲတမြင့်မြင့်နဲ့လောင်ကျွမ်းပြီးတော့အောက်ကောင်းလာတဲ့ပုံစံမျိုးတဲ့ကျမတော့လေကောက်ရိုးမင်းနဲ့တူတဲ့အချစ်မျိုးတော့မလိုချင်တော့ပါဘူးပြိုကြီးလောက်တာပဲကောင်းပါတယ် ကောင်းရိုးမိပဲဖြစ်ဖြစ်ရှားမိပဲဖြစ်ဖြစ်ချိန်တိုင်းတော့ဗီဇာကုန်တတ်ကြတာဒီအဲ့ချိန်ကြရင်သစ္စာတရားနဲ့တန်ရောစင်ဆိုတဲ့လောင်စာကိုထပ်ဖြည့်ပြီးဘူးအဲ့တော့တိဘူးရှင် ကိုချိုဒီကနော်စကားကိုချက်ချင်းကိုပြန်ပြီးချိန်ပါရတယ်စာရေးဆရာလုပ်ဖို့တော့ကောင်းတယ် ကျွန်တော်အကောင်းပြောတာပါဗျာကဲခုခုနအလုပ်ထဲမှာဆိုတော့ကျွန်တော်နှောက်ရက်ဖြစ်နေတယ်တကယ်လို့များခုနအချိန်ရတယ်ဆိုရင်ကျွန်တော်လည်းအပြင်မှာတစ်ခုသွားစားကြရတယ်လေခုနတည်စတာလည်းပြီးရပါရဲ့ခုနလာခဲ့မယ်လေဘယ်လာခဲ့ရမလဲဟုတ်ကဲ့ပါခုနလာခဲ့ပါမယ်ဒါပဲနော်ရလာကြရဲ့ဖုန်းနားထောင်နေရတာဟုတ်လားဟုတ်ဟိုမမကဖုန်းပြောတာလေနည်းနည်းကြာသွားလို့ဘာလို့များပြောလဲလို့စိတ်ဝင်စားပြီးလာနားထောင်တာကြားလိုက်ပါရဲ့နော်ဒီညဒင်နာကျွေးမယ်ဆိုလားပဲတူတူပြောဟိုမှာဖက်ကြာသွားလို့ရှိရင်အထူခံနေရအောင်မယ်ကိုယ်ကမကိုထိုင်ပြီးတော့အေးစေးနားထောင်မှာပေါ့မမလည်းဟိုခုနကတော့လေကိုယ်စကမကိုထိုင်ပြီးနားထောင်တာပဲဘာမှမကြားလို့မမဒီညလှလှလေးကိုတော့နော်စုမဒီမှာနေပေါ်ရှောက်ပြောနေတယ်ဒီညနေမှာလဲရမှာနော်ဟာမမလည်းဟိုစုံဝင်လိုက်ပြီးဘာလုပ်ကမှာလဲဒါမျိုးကလေနှစ်ယောက်တည်းသွားမှကိုကောင်းတာပြီးတော့မှစုံဝင်ပြန်ပြီးဖောက်တယ်ချလေနော်ဒီကောင်မလေးဟိုဘာရှောက်ပြောနေရလဲအခုချိန်ထားတာလေအလုပ်ကိစ္စအတွက်ချိန်တာဟိုတနေ့ကပြတ်သွားလို့ဒီနေ့ထပ်ချိန်တာအလုပ်ကိစ္စအတွက်ချိန်ထားဖြစ်တဲ့အတွက်ကြောင့်စုံဝင်နေမှာလိုက်ရမယ်နော်ဒါပဲမမလည်းစုံဝင်ဟိုစုံဝင်လည်းလုံနေမယ်စုံဝင်နေကိုလုပ်ကိုလွားမယ်နော်ဟိုမှာဘောစီနေသွားလို့စကားပြောနေရတွေ့လို့ရှိရင်ကိုလုပ်ကိုမလုပ်ဘူးဆိုပြီးစုခံနေရအောင်မယ်ဒီကိစ္စနေမှာရတော့ခုနဖေးဆိုင်မှာတော့စားနေတယ်ဆိုဒီကချိန်လို့လာတာလေကျွန်တော်တို့ကအခုချိန်ကနားစားဖို့စောနေတယ်ခေဒါဆိုဒီမှာပဲတစ်ခုရင်တော့လိုက်ရအောင်နော်ဒီလေးဒီမှာတော့ရုံးမှာတော့လေမမကသူကျော်တီဟာနဲ့စဆုံဖြစ်ဖို့ပြောပြတာလေဟိုမင်္ဂလာဆောင်ပွဲမှာပြောစိတ်ကြိုက်တာစတာတဲ့ဟိုဒီနေ့ကိုကျော်တီဟာနဲ့တွေ့ရလေအလုပ်ကိစ္စလေးလည်းပါလာတယ်ဆိုတော့ဒီတက်တွေ့တော့နော်ကောင်းပါပြီခုတော့ကူညီတဲ့အနေနဲ့လုပ်ပေးရမှာပဲကျွန်တော်နဲ့ပတ်သက်တဲ့ရှစ်ချောင်းကုန်တွေကတော့ဒါပါပဲဟုတ်ကဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်ဟေးကိုကျော်တီကအင်တာဗျူးလာသွားပြီမဟုတ်လေရုံးကဘောစီမမပူညာလုပ်နေအောင်နော်ဟုတ်ပဲကိုကျော်တီကကဲဘိုက်မစားသေးဘူးဆိုတော့ဘယ်လိုသွားကြမလဲဟာရုပ်ရှင်ကြည့်မယ်မမလည်းအခုဘိုင်းမစားသေးတာဟိုခုနကလေဒီလာတော့လမ်းမှာအိတ်ကောင်အရန်ကြည့်ချင်နေတာရုပ်ရှင်ကြည့်ပြရတဲ့ဘိုက်စားနဲ့အတော်ပဲနော်ဒုက္ခပါပဲအလုပ်ကိစ္စနဲ့ခေါ်လာကမှရုပ်ရှင်မှလိုက်ပြရအောင်ကျော်တီကအားနာဟုတ်ဒီတော့ကြည့်ကြပါလေမမလည်းဟိုအခုလာတာအလုပ်ကိစ္စတစ်ခုမှမဟုတ်တာဒီနာစားဖို့လည်းပါတယ်လေနော်ကျော်တီကအားနာလိုက်တာရှင်ကဲဆိုလို့ရှိရင်ကျမတို့ကဒီနာလိုက်ကြရမှာမမလည်းဘသူကကြွကြွပေါ့အဓိကပြောပြဖို့ကအရေးကြီးတယ်ဟုတ်တယ်မလားကိုကျော်တီကဟုတ်ပါတယ်ဟုတ်တယ်တဲ့ဟာပြောပြဖို့ဆိုတော့လေကျွန်တော်တို့ကအေးအေးဆေးဆေးစကားပြောဖို့ပြောတာပါဟုတ်တယ်လေအေးအေးဆေးစကားပြောဖို့ရုပ်ရှင်ပါကြည့်မယ်လို့နော်ဟိုသူရုပ်ရှင်အရင်ကြည့်နေတယ်ဆိုတော့တွားကြည့်ကြမယ်လေဟိုစုံဘယ်ကောက်ကြည့်နေလဲ
ကြီးဖိုးလိုက် ဘာပြောလဲကွာဒီရုပ်ကဂျီကုန်းဖြစ်မလားကွာ fighter ကွာ fighter အခုကြီးဖိုးလို့ပြောတာမဟုတ်ပါဘူးခုနကကြီးဖိုးလားလို့ပြီးတာ G3 ရှင်းရတယ်ဘောသားကြီး ငါကြီးတယ်ဆိုတော့မင်းသိတယ်မလား ပိုက်တာကြီးနေတယ်နာရ ဘာကြီးတယ်ဘောက ရှင်းရတယ်တစ်ချက်စမ်းကြည့် မမဟိုစုမတိုင်းနဲ့ခဏသွားလိုက်အောင်မယ်နော်အေးသွားလေအော်ငါလိုက်ခဲ့ပြရမယ်ဟိုရတယ်စုမကမသားကိုသွားလိုက်မယ်နော်အေးပြန်တော့လာခဲ့နော်ဟုတ်ကဲ့စိတ်ချပါဘာဖြစ်တာလဲ ဟိုတရေတွေ့လို့ ဟဲ့ဘာမလဲ မမဟိုမှာ အော်ပုံလာရုပ်ရှင်ပဲအဲ့တော့ကြောက်စရာမလိုပါဘူးဘာလို့ကိုတယ်လဲ ဆရာကကိုကျော်တရားပြင်လာလေအဲ့လိုကြောက်လို့ရှိတော့တယ် အော်ကြောက်တယ်ကိုနော် sorry ပါရှင် ရပါတယ်ဒါနဲ့ဟိုစုမပဲသွားလဲ အော်အင်းငါပါလေ တော်တော်ကြာနေပြီနော် ဒါပဲစဉ်းစားကြည့်ပါဟုတ်တယ်ဖုန်းမကောင်းဘူး ဟယ်လိုဆက်ဘာမှလဲမမဟိုစုမပြန်တော့မယ်နော်ဘယ်လက်မမဘယ်လက်ဟာစုမဟယ်လိုဟာဒုက္ခပါပြန်သွားပြီလေ ပြန်သွားပြီ ဟုတ်တယ်ဟုတ်ပါအဲ့ကောင်မရတော့ဘူး ဒါကြောင့်သူပြန်သွားတာပဲဖြစ် ဖြတ် ဟမ်ဟုတ်ပါဘူးဘာဖြစ်ပြန်ပြီလဲ ရှင်ရုပ်ရှင်မကြည့်ဘူးလား ရုပ်ရှင်တဲ့စိတ်ဝင်စားစရာပိုကောင်းတယ်ပွင့်လာရဲ့ပုံရည်လေးကိုမှန်းပြီးတော့ဆင်းရဲနေ ဟမ်ဖြစ်ရှင်မကြည့်ပါဘယ်လိုဖြစ်ပြီးကျမမင်းသမီးဖြစ်သွားတာလဲ ကိုယ့်ရဲ့ magic စွမ်းနဲ့ပြောင်းလိုက်ဆက်ကြည့်ပါဦးကိုယ်ကြည့်ပါ ရှစ်ဖြစ်သွားပြီစိတ်ညစ်ပါရဲ့ကိုကျော်ဒီဟာဟိုကျမတို့လေရုပ်ရှင်ဆက်ကြည့်လို့မဖြစ်တော့ဘူး အဲ့ဒါဆိုပြန်မယ် ဟိုခဏနေရောဒီတိုင်းပြန်လို့မဖြစ်ဘူး ဘယ်လိုပြန်မလဲဘာဖြစ်လို့လဲ ဒီလိုမှကျမတို့အနှုတ်ချက်တွေအများအောင်များနေရဲ့ဟိုတင်လာကျေးဇူးပါလေ ကိုမပြောကြစကားလေးကြံသေးတယ် ပြောစားရှင်လည်းနောက်မှပြောပါလေဒီမှာတကယ်မလွတ်လပ်လို့ပါနော် ဒါဆိုရင်အနောက်ချက်ကင်းကင်းလွတ်လွတ်လပ်လပ်စကားပြောလို့ရတဲ့နေရာတနေရာရှိတယ်ဟိုကျွန်တော်ယုံလိုက်ခဲ့ပါလား ရှင် ဟေးဒီရက်တည်းကဘယ်ရောက်သွားလဲ အဲ့ဒီမလဲရုပ်ရှင်ကြည့်နေရှင်းလို့နောက်လည်းပြီးနှာဦးထားတယ်ဟုတ် ဟာနောက်လည်းဒီဆိုတာထက်မပြောနဲ့နှာဦးထားတယ်ဆိုတော့ပြီနော်အဲ့တော့ထက်မပြောနဲ့ဟေး
မင်းလက်ကျိတ်ပညာနဲ့ဖျောက်လိုက်တာဟမ် မဖျောက်ပါဘူးကွာပျောက်သွားလို့ငါတော့လိုက်ရှာမလို့ပါဘူး ဟာအဲ့လိုက်ရှာမှာဝါလို့ပါဦးရောခဏနေပြီရောကဲလို့ဟာခဏနေဦးဟာကျိုးပြီးတာပါပြောခဏနေဟုတ်ပြီဝင်လာပုံလေးပေးရောက်ပါလေဝင်တော့ဟဲ့ကွာနောက်ပဲဖိုင်တာနော်ဟဲ့ပြန်ရရနောက်မျိုးနောက်ကြမယ်ထင်နေရ ဒါကျွန်တော်တကယ်အားကားတဲ့ဒီဆိုင်ဦးသူနဲ့ကျွန်တော်ရှယ်ဖွင့်တာဒါဖွင့်လာပြီမသိပါနဲ့ သိပါတော့ကွာခုနကပြောကြတော့ဒီကောင်ပတ်စံနားကြီးအောင်ကြားနေရဟိုကျွန်တော်လည်းမှတ်ထားအောင်နောက်ဆိုရင်ကျွန်တော်အကြောင်းလေးပါမဂ္ဂဇင်းထဲမှာထည့်ရအောင်လေ ဟောမင်းဘာကောင်းမှုထည့်ရပါ ဟောမင်းရလေဒီကကြီးထဲမှာအကျော်စတော်မှာနာမည်ကြီးသေးတာပဲငါတို့လည်း Facebook ဝယ်တင်လိုက်လို့နာမည်ကြီးကြီးလာမှာဒါမျိုး celebrate တော့ update ဖြစ်တယ်နော် ဟုတ်ပါပြီနောက်ဆိုလို့ရှင်လေကိုကကြောင့်လည်းသတင်းထဲမှာပါလာမှာ ကဲမင်းလည်းအဲ့ဒါပါလားဆိုတော့အေးစစ်စကားပြောငါနောက်ပစ္စည်းတော့ဆက်လိုက်ဟုတ်ပြီပါ ဟုတ်ကဲ့ပါ ဒီကကျွန်တော်နဲ့ငယ်လေးရဲ့အကြောင်းတွေပဲတော်တော်ပြောတတ်တယ်ကဲဒီဆိုင်မှာခုနကလိုနှောက်ဆက်လည်းမရှိတော့ဘူးလွတ်လွတ်လပ်လပ်အေးဆေးစကားပြောလို့ရ စားတော့ခဏရနော် ဒါကျွန်တော်ရဲ့ပြန်မရနိုင်တော့တဲ့အမှတ်တရပါဗျာ ပြန်မရနိုင်တော့မှတရားလား ဟုတ်တယ်အမြန်နိုးဆုံးအလုပ်နဲ့အောင်မြင်ခဲ့စဉ်ကပေါ့အခုအမြန်နိုးဆုံးအလုပ်ကိုလုပ်ခွင့်မရတော့ပြီမဲ့ကျွန်တော်ဝါသနာမစွန့်နိုင်ဘူးဗျာဘောလုံးပွဲတွေဆိုရင်မြန်မာပွဲလည်းကြည့်တယ် MNL လည်းကြည့်တယ်ကမ္ဘာဖလားလည်းကြည့်တယ် Premier League လည်းကြည့်တယ် La Liga လည်းကြည့်တယ် Series A လည်းကြည့်တယ်အကုန်ကြည့်တယ်အကုန်အားပေးတယ် အခုပြိုင်နေတဲ့ Premier League ပွဲစဉ်တွေမှာကိုကျော်တရားဖယ်သိမ်းအားပေးလဲ ဟောကျွန်တော်တို့မန်ယူပေါ့ဗျာဟောမန်ယူဆိုလို့တပတ်ခါမန်ယူနဲ့ Chelsea ပွဲကောင်းရှိတယ် ကျမတို့လေနီးပက်ဖောက်ကူစံအနိုင်သွားပြီဆိုတော့မန်ယူနိုင်ဖို့တေးချပါအောင်မလားလို့ ထင်မသေးပါနဲ့တင်းသားတွေကို Ferguson train လုပ်လာတဲ့နှစ်ပေါင်းမလဲဘူးကျွန်တော်မန်ယူမန်ယူပဲ ကျမတော့တိတ်မထင်ပါဘူး ဘာလဲကျွန်တော်စိတ်ကိုလာဆွနေရပါအဲ့ဒါဆိုလောင်းမလား ပွင့်လာပြရလေးစိန်ခေါ်လို့ရှင်ဘယ်တော့မှနောက်မဆုတ်တတ်ဘူးကဲဘာကြီးလဲ ဘာကြီးလဲဆိုတော့ရှုံးရင်ပြန်ချစ်ကြည့် ရှင်ကလည်းရှုံးရင်ပြန်ချစ်ကြလို့ပြောอ่ะရှင်ချစ်တယ်လို့ကျမအခါမှမပြောဘူးနဲ့ ကျွန်တော်စိတ်ထဲမှာတော့အချိန်ချင်းခါခါပြောပြီးသားပဲ ကျမကမကြားရတာ ကဲအဲ့ဒါဆိုကြောင်းကျွန်တော်ပြောမယ်ဝင်ပါဦးကျွန်တော်ချစ်တယ် ရှင်ကလည်း ဟုတ်လားကျွန်တော်တခုပြန်ပြောပါဦး ကျမကဘာပြန်ပြောရမှာလဲလို့ဘာလို့မှကြည့်မှာပြောလို့ရအောင် သူကမင်းမီလားကွာဘာဖြစ်လို့သူ့ကနေရာကသူ့ပုံကြီးပဲကတ်ထားလို့ ဒီပုံကြီးကမင်းသမီးဖြစ်နေပါဘူးကွာအလိုရှိလို့ဝမ်းတက်ဖြစ်လို့ကတ်ထားနေပါပေါ့ ဟ
မနေ့ကကံမဲ့ဘောလုံးဝဲမှာကိုကျော်တီဟာနိုင်ပါစေနေုံတက်ပြစ်တာမှဖူးစာလွဲဒီတခါဖူးစာနာဒါမှမဖြစ်ဟုတ်တယ်ဘယ်ဟောလဲအကျွေးစီကဟောဘာသမားလည်းမကြောက်ဘူးဖေပြောက်သွားလဲမနေ့ကကိုကျော်တရားမှနိုင်မှမလားမသိပါဘူးငါတော့ဖြစ်လာရင်ဒီဒါစိတ်ညစ်ပါတယ်ဝယ်စားရမယ်နော်ညညကျမတို့လောင်စီကိုတေချာထပ်ပြီးညှိရအောင်မယ်ကျမကမင်းသားမင်းသမီးတွေစားရစီရအကြောင်းပဲသိရလေကျွန်တော်တို့ဘောလုံးသမားတွေဘောလုံးပွဲအကြောင်းတွေကျမသိနာလေရမှာမဟုတ်ဘူးအဲ့တော့ဒီပွဲလောင်ကြီးကိုကျမပဲသတ်မှတ်တယ်ဘယ်လိုသတ်မှာတကယ်လို့ဒီပွဲမှာမန်ယူက Chelsea တက်တကူတာခဲ့ရဆိုလို့ရှိရင်ရှင်းနိုင်တယ်တေးဆိုလို့ရှိရင်တော့ကျမနိုင်တယ်တကူမကသွင်းနိုင်ပါလားတကယ်လို့ကျွန်တော်နိုင်ခဲ့ရင်ကျွန်တော်တောင်းတဲ့အဖြူကိုတော့ပေးရမှာနော်အပိုင်းတွက်နေပါလားတကယ်လို့ကျမနိုင်ခဲ့ဆိုရင်အဲ့လိုဆိုရင်တော့လေကျွန်တော်ဒီနေ့အဖြူမျိုးများတော့ဘူးဗျာဟုတ်လားဘုရား El cabezazo picado y el gol para el Bayern Müller. Bayern Múnich 1, Chelsea 0. Está mordiendo la acción repetida. ¡Gol! ¡Chamata cuidado, ¿no? ¡Chamata cuidado! Che, ni la llama ni. Ah, bueno, tú le. Goya. ¿Qué? ¿Tú vas a venir, no? Chelsea ချေပါဖို့တော့အခြေလေးမရှိတော့ရှိပါအောင်ကိုရမပြီးသေး Por primera vez en su historia Chelsea ကိုကျော်ဒီဟာပဲနိုင်ပါစေနိုင်ယူနိုင်ပါစေဟာခါ last minute ပဲနော် Chelsea ကနောက်ဆုံးချန်ပဲ Noya que se mueve Drogba ဟာဂိုးလေဟာပွဲပြီးကနေမှကျွန်တော်ကံမကောင်းဖြစ်သွားတယ်ခုနနိုင်သွားပါပြီအဲ့ဒါပြောရမှာလေတူတူလေအာနေနေခုနတွင်းနဲ့ဂုံးမပေးဘူးတဲ့ဟာလူကျော်လို့တဲ့ဟာညတဲ့ဟာကဲဝီစီမိုးလိုက်ပြီနော်ချိန်ပြည့်သွားပြီကျွန်တော်နိုင်သွားပြီကဲဖြည့်ပြီးပြီတော့တေချာစဉ်းစားအောင်နော်တော့ကြဘောလုံးမနိုင်လို့ပေးရဖြစ်မျိုးဖြစ်နေအောင်မယ်ရှင်ထဲကမပါပဲနဲ့နိဒါဆိုရင်နေစမ်းပါခုနကပွင့်လာနိုင်တော့ဘာလို့မပြောတာလဲဟာရှင်တော့စိတ်မကောင်းဖြစ်နေလို့လေအဲ့ဒါပဲကျွန်တော်တို့စိတ်မကောင်းဖြစ်နေတယ်ဆိုကြတဲ့ကွာပွင့်လာစိတ်ထဲမှာကျွန်တော်တို့ပတ်သက်ပြီးခံစားချက်တစ်ခုရှိနေလို့တကယ်တမ်းပွင့်လာကျွန်တော်ကိုမချစ်ဘူးဆိုရင်ပွင့်လာနိုင်တဲ့အချိန်မှာပျော်နေရမှာပေါ့ရှင်ရတယ်ကိုလိုရဆွဲတွေ့နေတယ်ဟာဆွဲပြီးတိုင်းဆွဲတယ်ရှောက်မပြောနဲ့နော်ဂတိတိုင်းပဲရှုံးတဲ့သူကပြန်ချစ်ကြီးချစ်တယ်မလားဟေးကဲ coffee cheers cheers အောင်ဝင်ဒီနေ့ကိုချစ်သူစီအဖြစ်ရတဲ့ဒီနေ့ဒီနေ့တော့ coffee ရတာရှိလို့နောက်တော့ဆန်ရီဟိုလာလို့နိုင်ခိုင်ယူပါချင်းနဲ့တော့โอเคအခုမေးဒီကျွေးစီလေးလားအဲ့ကျွန်တော်ကြီးဘယ်နိုင်ငံနဲ့တော့ပြန်လာရင်ပူလာတဲ့ကျွေးစီလေးစုထားဒါကျွန်တော်ပါထားတာပဲဘာဖြစ်လို့အော်ဘာမှဖြစ်ပါဘူးဟုတ်လား
ဘန်းနဲ့အကျွေးကြီးအကုန်လုံးအချင်းနဲ့ပတ်သက်ပြီးဆူတောင်းထားကြရတယ်ပဲအဲ့အကျွေးကြီးကိုယူမင်းဆူတောင်းထားတဲ့အကျွေးကြီးပိုင်ရှင်တွေနဲ့ချစ်သူတွေဖြစ်လိမ့်မယ်ပြီးတော့သူတို့ရဲ့ဆွဲလန်းရသွမှုကိုလည်းခံရလိမ့်မယ်သမီးတမိုင်လုံးထိုးတော့မယ်မအိပ်သေးဘူးလားမနဲ့လေရုံသွားအောင်ပါလေသမီးအဖားတစ်ခုလုံးမိပြီထင်တယ်ဖေရဲ့သမီးဘာပြောတာလဲသမီးဘာအမကိုလုံးမိလို့လဲသမီးဆူတောင်းပေးစီပါအချွေစီကိုကောက်လာခဲ့မိရဲ့ဖေအစားတော့ဘသူ့မှမယုံကြည်ရဲ့စိတ်အရွယ်တိုက်ရှင်တဲ့စိတ်ကသမီးကောက်လာခဲ့တာအခုအဲ့ချိန်စားတွေသမီးပြန်ပြီးခံနေရပြီလားမသိပါဘူးဖေရဲ့အဲ့အကျွေးစီးကိုကောက်လာတဲ့နေရာစပြီးတော့လူတွေတယောက်ပြီးတော့သမီးနာကိုရောက်လာတယ်ဖေရဲ့သမီးဖေဘုံရင်လည်းပြောနေတော့သမီးရဲ့ဖေတို့မှာသားပါနေရောက်တည်းရှိတာပဲမဟုတ်လားသမီးပြောစရာရှိတာပုံမှန်နေတာပြောအမေမရှိတော့တဲ့သမီးအနေနဲ့သမီးပြောစရာရှိတာအမေအနေနဲ့ရောအဖေကိုပြောစရာရှိတာပြောဒါမှဖေကသမီးကိုဆုံးမလို့ရမှာပေါ့သမီးမဟုတ်လားသမီးအဲ့အကျွေးစီးပိုင်ရှင်တွေရဲ့တယောက်ကိုချစ်နေမိပြီဖေသူသမီးကိုဆွဲလန်းခဲ့ရတယ်သမီးနောက်ချင်းကပ်ခဲ့ရဒီအကျွေးစီးတွေချောက်များလားလို့သမီးစဉ်းစားမိလို့ပါဒီအကျွေးစီလေးကြောင့်သမီးနာကိုသူရောက်လာတယ်လို့သမီးဘာကြောင့်တတ်အသေးချာပြောနေတာလဲဆုံဖို့ကံပါလာလို့ဆုံတော့မဖြစ်နိုင်ဘူးလားသူ့မှာလည်းလေဒီလိုအကျွေးစီလေးရှိနေပြီပဲရဲ့သူစုထားတဲ့အကျွေးစီလေးရတယ်လေဒီတိုင်းပဲသူနဲ့သမီးစဆော်ပြစ်ခဲ့ရတယ်ပြီးတော့မထင်မှတ်ပဲပြန်တွေ့ခဲ့ရတယ်သမီးကိုချင်းကပ်ခဲ့ရတယ်အားလုံးဆက်ဆက်ပြီးစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကျွေးစီပိုင်ရှင်တွေရဲ့တယောက်ကသူဖြစ်မှုများနေရဲ့ဖေရဲ့သမီးလည်းလေအခုအရင်အောင်စိတ်ရှုပ်နေရဲ့ဘာလို့ဘာကားမှလည်းမသိတော့ဘူးပြီးတော့ဒီကျွေးစီရဲ့ကောက်လာတဲ့နေရာစပြီးတော့သမီးနောက်ရောက်လာတဲ့လူတွေအကုန်လုံးတော့သမီးမောင်းထုတ်ပြချင်ပြီသမီးပြောပုံအရာဆိုလို့ရှိရင်ဒီအကျွေးစီပိုင်ရှင်ကသူပါလို့သမီးတက်အသေးချာပြောလို့မရသမီးစိတ်ကင်းကင်းရှင်းရှင်းဖြစ်ချင်တယ်ဆိုရင်တော့သမီးကိုဖေးအကြံတစ်ခုပေးမယ်သမီးဘာလို့ရမလဲဖေးဒါဖြစ်ရင်သမီးဒီအကျွေးစီတွေကိုပိုင်ရှင်တယောက်ချင်းစီကိုပြန်ပေးလိုက်ဒါမှသမီးကိုဘလူကကျင်းစားတင်ပြီးချစ်မိတာလဲဘလူကအစ်စ်မှန်ချစ်တာလဲဆိုတာကွဲကွဲပြားပြားသိမှာပေါ့သမီးတော့မယ်ဟလားဟုတ်တယ်လေဖြူမဲ့သေးခွဲအောင်လုပ်ဖို့ကလည်းဒီတနည်းရရှိရတာပဲစားဟုတ်ဒါမဲ့မသူ့သဘောကျနေတာမလားအခုလည်းအဆင်ပြေနေတာပဲမရဲ့ဒီကျွေးစီတွေသူ့ကိုပြန်ပေးလိုက်လို့သူ့စိတ်ပြောင်းသွားရင်မပဲခံစားနေရမှာပေါ့ကိုဒုက္ခကိုမရှာကျင်စမ်းပါနဲ့မရဲ့ဒါမဲ့မသူ့စီကတကယ်ချစ်တဲ့အချစ်မျိုးပဲလိုချင်တာလေအဲ့လိုမျိုးကြိတ်စားတက်ပြီးဆွဲလန်းတာမျိုးတော့မလိုချင်ဘူးအဲ့ဒါတော့စုမုံလည်းမပြောပြတတ်တော့မှရဲ့စုမုံကတော့လေကိုကျော်တီဟာနဲ့မနဲ့ကိုအဆင်ပြေစေချင်တာအမှန်ပဲဟုတ်ဒါနဲ့ဟိုလေးယောက်ကိစ္စရောမဘယ်လိုလုပ်မှာလဲသူတို့နဲ့ဒီနေ့တွေ့ဖို့မချင်းထားပြီးပြီကိုကျော်တီဟာစီပဲဖုန်းဆက်ဖို့ကြံတော့အော်မဟုတ်ဒီနေ့လေရုံးကလူတွေအားလုံးကို boss ကဒင်နာကျွေးမယ်လို့ပြောထားရယ်နော်ဘာထိမှန်တယ်လို့မသိဘူးမရဲ့မောက်လည်းလာခိုင်းထားတယ်ဟောပြီးတော့လေ boss ကကိုကျော်တီဟာကိုလည်းဖိတ်ခိုင်းထားတယ်သိလား
ဟုတ်လားဟုတ်လားဘာဖြစ်ကျွန်တော်ရှောင်နေရလဲဗျာကျွန်တော်ပြောတဲ့စကားကြောင့်ကျွန်တော်စိတ်ဆိုးသွားတာလားကျွန်တော်စကားပြောတော့တောင်းပန်ပါဗျာပွန်းလာကိုကျွန်တော်အထင်သေးလို့ပြီးတော့ပွန်းလာပေါ်မှာအခွင့်အရေးကျွန်တော်အဲ့လိုပြောတာမဟုတ်ပါဘူးဗျာပွန်းလာစူတော်ဒီစီမံလာမှာဆက်တယ်လေကွာကျွန်တော်စိတ်မစားကြပါဘူးပြီးတော့လေကိုချောတီဟာကျွန်မပြောတဲ့စကားကိုတစ်ချက်လောက်စောင့်အောင်နားထောင်ပေးပါဒီနေ့ညကြလို့ရှိရင်ကျွန်မရုံကလူတွေစုပြီးလုပ်မဲ့တင်တာတစ်ခုရှိရယ်အဲ့တင်တာကိုကိုကျော်တီဟာကိုဖိတ်ပြီးထားပြီးသားဖြစ်မှာပါကိုကျော်တီဟာအတွက်နိုင်ငံနဲ့အဖြေတစ်ခုကိုကျွန်မစီစဉ်ထားပြီးသားပါအဲ့တော့ကိုကျော်တီဟာမပြတ်မကွက်လာခဲ့ပြီပါနော်ကိုကျော်တီဟာအားလုံးနားလည်သွားပါလိမ့်မယ်စွန့်မသွားတော့မယ်မိုးခေါ်ကျွတဲ့အတွက်ကျေးဇူးပဲနော်တန်ဖြစ်နေတဲ့ချက်မှာထိရတယ်ကဲသမီးကသမီးပြေအောင်လားရှင်းလိုက်တော့ဟုတ်လားအခုလိုကတိကရထားလာတယ်ဆိုင်မတရနေရတော့ကျေးဇူးစကားကိုဆုံးမြန်ရပါတယ်မင်းဖေဟိုထွေးထူးတော့မလုပ်ပါနဲ့ကိုကလေဟိုကိုချောင်းပေါ်ကိုရရတော့ပဲကိုကကြိုက်တာဘာစကားပြောမလေးဘာလဲကိုကိုပြောတာဗျာပြောတာကြည့်ပြောဟဲ့ကိုချောင်းပေါ်ကိုမရလို့ဘသူချောင်းပေါ်တက်ရဟာစကားကိုကြည့်ပြောတာဟုတ်ပါဖြတ်ရိုက်လို့မဟုတ်ရိုက်တာနောက်မှဒါပါခဏနေပါကိုကတော့ကိုရဲ့မော်ပညာဆွမ်းတယ်ဒီဘစ်ပေါ်ပါပြီးတော့ဟိုလေထဲမှာရက်နေလို့ကျောင်းရှင်းနေရလို့သတိနဲ့ဆွဲထားလာလို့ရတယ်နည်းနည်းကျော်စကားကိုမြန်ကျော်မနေရထုတ်อ่ะကျေးဇူးပါနော်ကြည့်လိုက်လို့အရှင်လုံပြီးတော့နည်းနည်းချင်းနဲ့ဆောက်မိမယ်ဖင်ကောင်းဆိုယူရွေးချင်းစမှုဆောင်ယူချင်းနဲ့အချင်းနဲ့တူစားတာဟာခင်ဗျာကျွန်တော်ဒီကျန်းလို့ရတယ်တော်ကြပါတော့ရှင်တော်ကြပါတော့ရှင်တို့အားလုံးခေါ်လိုက်တာကျွန်မပြောစရာရှိလို့ခေါ်လိုက်တာအခုလိုမျိုးစကားနိုင်လို့ကိုမဟုတ်ဘူးအေးတောင်းမှပါလေပွေးပါလေဒီခဏခဏမရိုက်နေလားမရိုက်လို့မရဘူးမရိုက်လို့ရိုက်ထုံးမထွက်တယ်မင်းစကားပွေးလာလေပြောပါငါထောင်ပြီလားကဲဟုတ်ပါပြီရှင်တို့အားလုံးကျမတို့တပြိုင်နက်ထဲမှာချင်းကပ်ခဲ့ကြတယ်တပြိုင်နက်ထဲမှာပဲရှင်တို့အားလုံးနဲ့ကျမပုံစံတစ်မျိုးစီစုံခဲ့ဟုတ်တယ်အဲ့ဒါထူးဆန်းမနေဘူးလားဟာတိတ်ကိုထူးဆန်းတာပေါ့ပွင့်လာလေးဟိုကိုနဲ့မင်းနဲ့ကလေအပြင်မှာမစုံငင်ကလေးကကိုယ့်ရဲ့အိမ်မက်ထဲမှာခဏခဏမက်ပြီးတော့ဆွဲလန်းနေခဲ့တဲ့သူပါကွာမင်းဟာကိုတက်တော့စိတ်ကူးရင်ပီကလေးချက်ပါလေကွာအပိုးလေးပြောနေအပိုးလေးပြောနေကိုကမှပွင့်လာလေးကိုငင်းငင်းချစ်ခဲ့ရရင်လည်းချစ်အခုလည်းချစ်နောက်လည်းချစ်မယ်ဘဝဆက်တဲ့ချစ်နေမယ်ဒါလည်းပြောချင်ဟာဖပြောင်းမြဲနာနဲ့ကွာဒီမှာပွင့်လာလေကွာလေကိုနာမဒီလောက်နမင်းစားခြင်းတပင်းနပင်းတော့ဘာနမင်းစားခြင်းနမကြီးမင်းသမီးတွေဝဝိုင်းလဲနေရတော့မှပွင့်လွာလေးကိုပဲတွေ့ရလားခဏခဏမရိုက်နဲ့လားမိမစက်ကြည့်ပြီးအိမ်သားတော်မတက်ချင်ဘူးကိုအိမ်သားတက်ခဏလေးပြောနေရောကိုပြီကိုကြည့်ကုန်တယ်လို့
အေးပါလေဟာနာတော့ပေါင်းကြည့်ပါမဲထူးစမ်း မငိုနဲ့ကွာ ဒီနေတာပဲ ငိုမမသိဘူးငိုနေတာ ဒီမှာကိုကတော့ဘယ်မိတ်ကလေးမှစိတ်ဝင်စား ယောက်ျားတွေပဲစိတ်ဝင်စား ဟုတ်တာပါဟာမနောက်နဲ့လေကျွန်တော်အကောင်းပြောနေတယ်ခင်ဗျမနောက်နဲ့ခင်ဗျကိုကလေဘယ်မိတ်ကလေးမှစိတ်ဝင်စားအချစ်ရေးအိမ်အောင်ကြီးဘာတစ်ခုမှစိတ်ဝင်ကိုကကိုယ့်ရဲ့မျက်လက်ပညာကိုကိုစိတ်ဒါပေမဲ့ဟိုပွင့်လာလေးနဲ့ပြောပြီးနောက်ပိုင်းမှာကိုယ့်ရဲ့ရှင်ကုန်တန်းကြီးလုံးဝကုန်ထုံးရှိတော့ အဲ့ဒါအဖြေပဲလေရှင်တို့ရအောင်ကျွန်တော်တကယ်ချစ်ကြမှာပေါ့ ဟာမင်းလေးမင်းဘယ်လိုပြောလိုက်တာလဲကွာကိုကမင်းကိုတကယ်ချစ်တာပါတကယ်ချစ်တာပါကွာတကယ်ချစ်တာပါ ကိုယ့်ရဲ့မျက်လက်ပညာနဲ့တက်တက်ပြရဲပါကွာ ပုတ်တော်လေးကိုကြိမ်ပြီးတော့ပြောရဲဒီကောင်လေး၃ယောက်ငုံကျိုးပစ်ပြီးတေသွားစီစာပြောင်းငါရုံလို့ငါချိန်တာ ကိုလာလေဘယ်လောက်ချဲလဲဆိုတာလေကိုရောဘလို့ဟာတော့ရပါလေကျေးဇူး နည်းနည်းကြော ကဲဟုတ်ပါပြီဟုတ်ပါပြီ ကိုတကယ်ချစ်လို့ ဟုတ်ပါလေတော်ပါပြီရှင်တော်ပါပြီတော်ပါပြီဟုတ်ပါပြီဟုတ်ပါပြီကျမလူတယောက်ကိုချစ်နေပြီဟုတ်တယ်ကျမကိုကျော်ဒီဟာကိုချစ်နေပါပြီပြစ်စလိုက်တာ ကိုကျော်ဒီဟာလည်းရှင်းမနဲ့တူရှင်းနေတာစင်မဲ့ကျမကိုချေးဆိုခဲ့တာပါဒီကိစ္စတွေအားလုံးကျမရှင်းပြနေလို့ရှင်တို့ခေါ်လိုက်တာဒါတွေအားလုံးကနေရာတွင်းမှာစနေတာဒီနေ့ရှင်တို့အားလုံးကျမအဲ့အကျွေးစည်းလေးပြန်ပြီးဖို့အတွက်ခေါ်လိုက်တာတော့ပဲအကျွေးစည်းမရှိတော့ဘူးဟာစုမယူသွားတယ်ဖြစ်မယ်စဉ်းပါတယ်ခဏလေးနော်ခဏလေးအချင်းရဲ့အကြောင်းဆိုဖုန်းကလည်းခေါ်လို့မရဘူးရှင်တို့စီမှာဖုန်းပါလာတယ်ကျမကဖုန်းကောက်လာပေးစားပါတယ်ဖုန်းတော့ပါတယ်ဟိုဒါပေမဲ့ပွင့်တော့ဟိုပေါ်လည်းမကြည့်ဘူးဟိုကောင်းကင်တကလို့မဲနေဟိုဘသူအိုးမနဲ့တက်သူကလည်းမသိ ဟာအဲ့ခေကများအသားရောင်နဲ့တူတာ ရောင်ခတ်သွားဟောဘာလို့ဟောမလဲရာသီဥတုမကောင်းတော့ဖုန်းလိုင်းနေတက်နေနေတူတယ်ကိုဖုန်းကြည့် မမေ့ဘူး ဒီမှာ no service တော့ဖြစ်နေ ရှစ်ဖုန်းရော ဟမ်အော်ခုနကကိုဘုံကဘက်ထရီမရှိလို့နေတယ်ဆက်ပိတ်သွားပြီသုံးလို့မရဟုတ် ရှင်းဖုန်းပါလား ပြင်းဖို့ဆိုင်ဖို့လား ဒုက္ခပါရှင်းရော အဲ့ပါလဲဘယ်တော့မရှိဘူးတန်လောင်းနဲ့တခဲလောက်ထက် ကျမအချွေစည်းတွေကိုလေတူတခုလုံးလိုက်မှာစိုးလို့ပါရှင်းရှင်တို့စီမှာကားပါလား ပါမဲသူကစက်မပါဘူး သူကအင်းနေပဲမရှိဘူး ဟောင်းရှက်ပဲကိုနဲ့လိုက်ဖို့ ကိုကနဲ့သွားကိုကပိုပြီးမြဲတယ်လူကတာတစ်တာကလုံးဝမပတ်ဖြစ်ဘူးနော် မင်းဘယ်တော့မြန်လမ်းပိတ်မပတ်လို့မရဘူးနော်သူကလည်းမသွားနဲ့ကိုကလည်းသွားကိုကကိုဂျောင်းဂျောင်းလမ်းတွေမှာသွားလို့ရတယ်ကအဲ့တော့ဆိုင်ကဘာကျွတ်ကလေးနဲ့ပြုတ်ပြီလား ကဲမနောက်ပါနဲ့တော့ရှင်ကျမအရန်ရေးကြည့်လို့ပါကျမအမြန်ဆုံးလိုက်ဖို့ မရလို့ဒီလည်းဘာရီကိုလာCongratulations ပွင့်လာပြီအမလီဒီလားမလေးဒီလားပွင့်လာပြီရဲ့ဆောင်းမလေးတို့အရန်ကြိုက်တာပဲပွင့်လာပြီရဲ့ဆောင်းမကြောင့်တို့မဂဇင်းလေးအရန်ရောင်းလာကောင်းခဲ့တယ်ဒီလားအားကြောင့်တို့မဂဇင်းကိုဂုံပြတော့အပြင်ဒီပွဲလေးကိုလက်တာအထူးသဖြင့်လေဟောဒီကပွင့်လာပြီလေးဂုံပြချင်လို့ပေါ့ပွင့်လာပြီရဲ့ဆောင်းမလေးရဲ့ကိုကျော်တရားရဲ့အင်တာဗျူးလေးရဲ့ကြောင့်လေတို့မဂဇင်းကလေဒီလားမလူကြိုက်အများဆုံးမဂဇင်းလေးချက်သွားတာဒီလားပွင့်လာပြီကျေးဇူးပါပဲဘောဆရာအရပါတယ်ကဲဒီမှာထားငါကြွေစီယူရမှာကွာပြချပါနဲ့ပြန်ပြီးပါနော်
ရှင်တို့လေးရဆိုတော့အဲ့ဒီကမှာအကျိုးစီးပြစ်ပြီးတော့တောင်းကြရတယ်မလားကျွန်တော်တို့စူပါစတားအတွက်မူရမယ်မင်းကလေးတွေတပုံရှိနေတယ်အချစ်တခုလို့အနေပါတယ်အချစ်စစ်တခုအမြန်ဆုံးဖန်ဆင်းပေးသနာလဲပါဗျာတောင်းမှုတယ်တောင်းလို့ဆိုပြီးရောအဲ့လိုရှင်ရောကိုလည်းဆူတောင်းပါတောင်းပါတယ်ကိုကတော့သူတို့တက်ဆုံးမယ်တော့တယ်ဟောကဲဟုတ်ပြီရှင်တို့ပြစ်ခဲ့တဲ့အကျွေးစီကိုရှင်တို့မှတ်မိမှာပေါ့မှတ်မိတယ်ကိုက boss ဖြစ်တဲ့အတွက်တရားစီဟောကဲများလေဗျာ boss ပြီပဲတန်တရားလောက်လာပြီးစကားပြောနေတော့ဆောင်ယူอ่ะအားရရတော့လေကွာကဲဟုတ်ပြီရှင်ရွယ်စီကတရားဆိုလို့ရှိရင်မတရားနှစ်စိဖြစ်နေဖားရအောင်ဖြူရောက်ကိုကဖြူရောက်နှလုံးသားပိုင်ရှင်ဖြစ်တဲ့ဖြူရောက်က ဲဟုတ်ပါပြီအဲ့ဆိုရှင်ရောကိုကတော့မအကျွေးစီမဟုတ်စေကဘူပါဈေးဝယ်တော့ရှော့ပြီးမအဲ့ဒီမှာပိုတဲ့စင်ကာပူအကျွေးစီကဲဟုတ်ပါပြီစင်ကာပူစီဆိုလို့ရှိရင်ဘယ်လောက်တန်လဲလက်ရှိဘလို့ဖြစ်နေလဲပြား90လို့ပြောမလို့လေအစနဲ့ပြောပါလားဟောလဲနဲ့ပြပါတယ်ဟောပေါ့ပဲထင်လို့ပေါ့ပြီးရောအဲ့ဆိုရှင်ရောအော်ကိုယ့်ရဲ့အကျွေးစီးကလည်း100တန်လေးပဲဒါပေမဲ့ကိုယ့်အကျွေးစီးရဲ့အကြောင်းကကျေးနီရောဟာကျေးနီတော့အရေးတော့ကျွန်တော်ပါတယ်ဗျာဟာခင်ဗျဘာလို့ရှောက်ပြောနေတာဗျာကျေးနီရောင်လို့ပြောတာအယောင်ပြောနေတာကဲဟုတ်ပါပြီဒီမှာရှိရယ်ဒါဆိုလို့ရှိရင်ရှင်လည်းမှတ်မိမှာပေါ့ကိုကတော့တိတ်မမှတ်မိဘူးကွာဘာလို့လဲဆိုတော့ကိုကအကျွေးစီလေးနဲ့မျက်လက်ပြတာကများနေတယ်မျက်လက်ပြတဲ့အကျွေးစီနဲ့ရောပြီးတော့မမှတ်မိရှင်ကလည်းအဲ့လိုမျိုးမလုပ်ပါနဲ့တေချာပြန်ပြီးစဉ်းစားကြည့်ပါဦးပြန်စဉ်းစားကြည့်ပါကိုယ်စီလေးစီတော့မပြောဘူးဒီမှာရှင်ကျန်တဲ့အစီကစိတ်မူ$1တစ်စီရယ်ပြီးလို့ရှင်ဂျပန်ယန်တစ်စီရယ်ဒါပဲကျန်တာလေအဲ့နှစ်ခုတွေကရှင်ပဲဟာလဲစိတ်မူအကျွေးစီထင်တယ်ထင်တယ်လို့တေချာလို့လည်းလေတေချာရနော်မင်းပါဇက်ခင်းနဲ့ကက်နေတဲ့အစီလေးကဘာစီလေးလဲစင်ကူစီပဲထင်တယ်ကဲဟုတ်ပြီ SSC ပေါ့ကဲဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ဒီအကျွေးစီလေးတွေကိုရှင်တို့လက်ထဲကိုကျမကိုယ်တိုင်ပြန်ပြီးထည့်ပေးမယ်ဒီအကျွေးစီလေးတွေပြန်ပြီးပေးပြီးလို့ရှိရင်ရှင်တို့ရဲ့စိတ်ကျမပေါ်ပြောင်းလဲလာတဲ့အချိန်ကိုရှင်တို့ပြန်ပြီးမှတ်မိသွားလိမ့်မယ်ကဲရှောင်းကိုမှတ်မိကိုအဲ့ဒီနေတော့ဆူတောင်းပြရေပန်းရှိမှာအကျွေးစီးပြပြီးကိုဆူတောင်းတယ်ပြီးတာနဲ့အဲ့နားမှာပဲကိုပကြီးထိုင်ဆွဲတယ်ဆွဲနေတော့ကတော့ရှုကင်းပုံပဲအဲ့ဒီမှာကိုယ်စိတ်တွေဘယ်လိုပြောင်းလဲသွားလဲမသိဘူးပွင့်သွားရဲ့ပုံကကိုယ့်ရဲ့စိတ်ထဲမှာပေါ်လာတဲ့ကိုဆွဲမိသွားတယ်ကွာဟုတ်ပါတယ်ကျမချင်းကမိသွားတာပါကဲဟုတ်ပြီအဲ့ဆိုရင်ကိုငင်းချန်ဒီမှာရှင်းရကြွေးစီ
မှတ်မိသွားပြီအဲ့ဒီနေ့ကကိုယ့်ရဲ့တတိယမြောက်မျိုးသမီးနဲ့ကွာရှင်းပြီလို့ဒုတိယမြောက်နဲ့ပဲအဲ့ဒီနေ့မနေ့မှာပဲဆုတောင်းကြည့်ရေပန်းစီကိုသွားပြီးဟောဒီအတွေ့အစီလေးကိုပြစ်ပြီးတော့ဆုတောင်းခဲ့အဲ့ဒီညမှာပဲပွင့်သွားအိမ်မက်မဲ့အဲ့ဒီအိမ်မက်ထဲမှာပဲရှာမဟုတ်လေဟိုမနေ့လဲမိုးလျောပွင့်သွားကိုရုံးခမ်းမှာဂျုံနဲ့တွေ့လိုက်ရတော့အရန်အံ့ဩသွားတယ်ဟုတ်ပါပြီရှင်လဲကျမကိုဆွဲလန်းခဲ့တာအဲ့အကျွေးစီလေးကြောင့်ပဲဖြစ်မှာပါကဲအဲ့တော့ရောက်ဟဲ့တော့ကပဲဟဲ့ပါစတဲ့ဝင်သွားပြီတော့ဟိုပြန်ထုတ်လိုက်လေအန်ထုတ်လိုက်အန်ထုတ်လို့ရလားဟောတော့ကပဲလုံးစားပါဦးရှင်တတိယပြီလားဟာကဗျာလေတော့တေးရပါဗျာဘာနောက်လာတတိယတော့အဲ့နေရရုတ်တရက်ဘာဖြစ်တော့မှမသိဘူးပြီးတော့ရှင်းတော့အကျွေးစီကိုပြစ်တဲ့နေရကျွန်တော်ချစ်သူနဲ့ကျွန်တော်နဲ့ကွဲတဲ့နေပဲဗျာဟုတ်တယ်ကဲအဲ့ဆိုလို့ရှိရင်ရှင်မဲကြံတော့တယ်ဒါရှင့်ရဲ့အကျွေးစီမလားကဲဟုတ်ပြီအဲ့ဆိုရောက်မင်းလိုက်တယ်ရှင်ဒီလိုမျိုးလုံးလို့မရအောင်လေရှင်လည်းမအနည်းဆုံး5စက္ကန့်လောက်တော့ကြာအောင်ကင်ထားမှရမှာပေါ့မရဘူးဂျူလီယာကိုမြင်မှုသွားပြီဂျူလီယာကိုမြင်မှုသွားပြီကိုလည်းမှတ်မိပြီဟုတ်တယ်အဲ့နေ့ကတော့စူတောင်းကြည့်ရေပန်းသားမှာကိုမျက်လက်ပြနေတာအဲ့ချိန်တုန်းကစိတ်ထဲမှာတမျိုးကြီးဖြစ်သွားတာဩအဲ့တမျိုးကဒါဟုတ်ကဲဟုတ်ပြီအခုဆိုလို့ရှိရင်အားလုံးအဖြေရှင်းသွားပြီကျမတကယ်ကိုချိန်စာတင်သွားခဲ့တာပဲဟိုအခုရှင်တို့အားလုံးရဲ့စိတ်ထဲမှာကျမကိုဘယ်လိုခံစားရလဲ sorry ဗျာကျွန်တော် main လေးတယောက်နှောက်ယှက်တယ်လို့ဖြစ်သွားတယ်တကယ်တော့ကျွန်တော်ရင်ထဲမှာစုတ်ချက်ကြမ်းကြမ်းတွေပဲရှိတာပါဗျာဟာခင်ဗျာနေတိုင်းဆော့ဟဲ့လူဆော့တဲ့ဘယ်ကြီးဆွဲလာလားလို့ခင်ဗျာမမရရင်တော့ဒါတုတ်ကွာတာဗျာအေးဆော့ဟာတုတ်နဲ့တုတ်တယ်ခင်ဗျာဘာကြီးဆော့တယ်လည်းဆွဲတော့ခင်ဗျာဆော့တာကြမ်းတယ်ဟုတ်ပြီခုမှကွဲသွားတဲ့မိမကိုပြန်ပြီးတတိယတော့ပါတော့ဖြစ်သွားတယ်ကွာခင်ဗျာမိန်းမတွေကွဲကုန်တယ်ခင်ဗျာတဲလောက်လေးနဲ့ဗျာမဖြစ်နိုင်တာငါကြောင့်မသိဘဲနဲ့ပြောတယ်ငါကြောင့်မသိဘဲနဲ့မင်းပြောတယ်ကွဲလောက်တဲ့အခြေအနေရှိလို့ကွဲသွားတာသူနဲ့ငါနဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ကွာရှင်းလိုက်တယ်ကွာအဲ့ဒါပြောတာကွာမြဲတော့ပြောပါကွာ sorry ပဲအနေအောင်ခင်ဗျာလေအချိန်ယူနေတာဗျ sorry ပဲမင်းကလေးကိုဘဝမှာဒီလိုတာမြေညောင်ရမင်းကလေးလို့မချီမင်းသမီးတဲ့ဒီလိုဝိုင်းလဲနေတာမင်းတော့တော့တော့လိုက်ပါဘာဖြစ်နေတာဗျာမဝင်သားဘူးမင်းပါစကြီးကြီးရတာကွာဝက်မိုင်ဈေးတင်နေတဲ့အတိုင်းပဲဘာဖြစ်လဲ
ကောင်းကောင်းနာမည်သိလားရှက်ဘာဖြစ်လို့လဲဘာပြပါလဲနေပြေးလိုက်တယ်မင်းအစီအတဲဝဲသွားတာလေဟာ ဟုတ်တာပဲဟို sorry ပါနော် သူပြရတဲ့အစီကကမြပတ်စဲတဲ့ဝင်သွားတာ ဘိုက်တယ်ဝင်သွားတာဟာ ကဲဘာမှစိတ်ကူပါနဲ့ဒီမှာဟဲ့လူခမရတို့ဒီကျုပ်ရဲ့မော်ပညာဆွမ်းနဲ့ဝင်းချူပေးမယ်မချူဝင်းချူနေပါစေကွက်ကိုဝဲနှုတ်စေပဲတောက်လိုက်တော့မယ်အခုလိုမျိုးရှင်တို့အားလုံးပုံစံပြန်ဖြစ်သွားပြီးတော့ရှင်တို့ရဲ့စိတ်တွေကိုအားလုံးပြန်ပြီးတတိယသွားတဲ့အတွက်ကျွန်မအရင်ကဝမ်းသာပါတယ်ဒါပေမဲ့ကျွန်မဝမ်းနေစရာလူတယောက်တော့ရှိတယ်အဲ့ဒီကတော့ကိုကြိုတီးဟာတယ်နီရှာပြည့်တဲ့စီမမှန်တော့နော် ဟုတ်ကဲ့ပါဆရာ တိတ်စိတ်ပဲမခံနဲ့စိတ်ဖြစ်စီမှုများလာရင်တော့အမ်ဖြေခီးလေးပါလေထွက်ပြေးပေါ့ ဟုတ်ကဲ့ပါဆရာခွင့်ပြုပါနော်အေးမင်းရှာနေတဲ့ပစ္စည်းထားတယ်အော်ရှင်ဟိုရအော်မင်းရှာနေတဲ့အကျွေးကြီးကဒါလေးရှင်တော့ရှင်အဲ့လိုမျိုးမလုပ်နဲ့တော့ပြန်မေးဟဲ့ဘယ်ဟာကျမဟာလဲဟဲ့အခုလောက်ဆိုရှင်လည်းသဘောပေါက်သွားရတော့ပေါ့ကျွန်တော်ဘာလို့သဘောပေါက်ဒါပေမဲ့ကျွန်တော်နားလေသွားတာတခုတော့ရှိပွင့်လာဘူးစူတောင်းပြည်ရေပန်းသားမှာစတွေ့ကြတဲ့ကွာကျွန်တော်စိတ်ဝင်စားခဲ့တယ်အကျွေးစည်းတွေလိုက်ကောက်ပြီးခလေးတယောက်လွတ်လပ်ပေါက်ကွဲနေပွင့်လာတဲ့အပြုတ်မှုလေးကိုစတွေ့တယ်ကျွန်တော်ဆွဲလန်းခဲ့ရတယ်ပွင့်လာချင်းနေနေတော့ပွင့်လာစီအရောက်လာခဲ့မလို့ပါမမျောလင်းပဲကျွန်တော်ရဲ့ခြေတော်တန်းရပြားခဲ့လို့ကျွန်တော်မလာနိုင်ဖြစ်ခဲ့ရပါပွင့်လာကျွန်တော်ပေးမဲ့ဖြေရဟောဒီအကျွေးစီလေးလားကျွန်တော်ပွင့်လာကိုချစ်တယ်ဆိုတာဒီအကျွေးစီလေးနဲ့ဆိုင်နေတယ်လို့ပွင့်လာထင်နေတာလားအခုဒီအကျွေးစီလေးကိုကျွန်တော်ပြန်ရပြီဒါပေမဲ့ကျွန်တော်စိတ်တွေပြောင်းမသွားဘူးပွင့်လာကိုကျွန်တော်ချစ်တယ်ကျွန်တော်စိတ်လုံးဝပြောင်းမသွားဘူးကျွန်တော်ချစ်တာတကယ်အစစ်မှန်မှာပွင့်လာရှင်တကယ်ပြောနေရလားတကယ်ပြောတော့ပွင့်လာကိုလက်ထပ်ပြရစေအဲ့ဒီလက်ထပ်ခွင့်ရလဲတကယ်အစစ်မှန်ပါရောဟောဒီမှာပွင့်တော်ရဲ့ကျွေးစီလေးဟောလာပြန်ပြန်နော်ရမ်းလာပဲမမရဲ့စွန့်မတော့အားကြလာတယ်မအခုရမ်းပျော်နေမလားဟမ်
ပြောလဲပြောတယ်ရှင်လဲခေါ်ဒါမင်းစုမွေမမအလှဆုံးဖြောင်ပြင်းနေနော် မလီစိတ်ချသူတို့သားမြင်လေအငေးလိုပြီးခလုတ်တယ်မလဲကန်ကောင်း သမီးအပြင်မှာမျက်လက်စရာလေးရောက်နေတယ်သမီးကိုတွေ့ရင်လို့တဲ့သူကြည့်ရတာရေးကြည့်လို့ရတယ် ဆရာဘာကိစ္စရှိလို့လဲမသိဘူးအော်ဖေကိုထဲဝင်လို့ရတယ်လို့ပြောလိုက်ပါ အေး လှလိုက်တာပွင့်လာတယ်ကိုယ်ကသဒိုးလားဖြစ်လိုက်ချင်တယ်ကွာကဲမမရဲ့လက်စောင်းယုံမိမလားဩမိဟိုမမရဲ့အရင်တော့ပြင်ပေးလိုက်အောင်မယ်နော်ကဲဒါလေးပြင်အောင်မယ်နော်တော်ရှင်နော်စကားပြန်ဖောက်မလားနဲ့ရှင်ကျမတွေ့ချင်တဲ့ကိစ္စပါလေ ပွင့်လာကိုဘယ်လိုပြောရမှန်းတော့မသိတော့ပါဘူးကိုတောင်းမှမှာလည်းပွင့်လာတယ် ဘာတောင်းမှန်းလဲ ဒီမှာကိုနေကကိုမျက်လက်ပြတဲ့အကျွေးစီးနဲ့မှားပြီးပေးလိုက်သူ့အကျွေးစီးကဒီမှာရှင်ကလေအလိုက်ကန်းတော့မသိဘူးချင်းနေနားမလဲလားရှင်ပေးတာရှင်ကပေးပြီမလားသွားတော့ ပွင့်လာကိုတောင်းမှမှာလေကွာကိုတကယ်ကိုမရှိရပါဘူးကိုကြောင့်ပွင့်လာကိုစိတ်ထိကြိုက်သွားတယ်ဆိုလို့ရှိရင်ကိုတကယ်အနူးညွတ်တောင်းမှမှာလေ ကဲရှင်တော်ရှာရှင်းတာပဲရှုပ်သွားလို့ပြောနေလေကဲလာပါရှင်လာပါကဲတော့မမရေအားရရှောက်မတွင်းနဲ့လေမမအခုပဲမင်္ဂလာဆောင်တော့မှာလေကိုကျော်တရားနဲ့လက်ထပ်တော့မှာပဲဟိုအားရအလကားမမရေဘာမှမဟုတ်ဘူးနော်ဒါဆိုလို့ရှိရင်ချိန်စားရတကယ်ပဲပြေသေးဘူးပေါ့ပြီးတော့သူကလည်းငါ့ကိုတကယ်ချစ်တာမဟုတ်ဘူးပေါ့ဒါရီအားလုံးတကယ်အစ်စ်မှမဟုတ်ဘူးပေါ့မမရေထားလိုက်ပါတော့ပြီးခါတွေကပြီးသွားပြီပဲဟိုပြီးတော့ကဘာလို့မှမသိတော့ဘူးဆောက်ရအေးပါကွာဟာအောင်စေရတုတပ္ပမင်္ဂလာအောင်စေရတုတပ္ပမင်္ဂလာအောင်စေရတုတပ္ပမင်္ဂလာဒီကနေ့မင်္ဂလာပွဲကြီးရတော့သရောသားမောင်ကျော်ဗလနဲ့မောင်ကျော်တီဟောက်ဗျာမိမနာမည်လုံးအောင်လွှဲအောင်ပြောနော် အေးဟုတ်ပါရဲ့ သရောသားမောင်ကျော်တီဟာနဲ့သရောသမီးမပွင့်လွှာဖြူတို့ရဲ့မင်္ဂလာပွဲကြီးကိုကျွန်တော်ဗိတ်သိက်ဆရာ
အချစ်တရေစီသူအလင်နာကျော်စာဝနာကျော်တင်ကျွမ်းမန်ပန်တရာသူတို့တီရီသူတို့မရာစာနေပြီးတော့မောင်မောင်အော်ရဲ့ဗိသိက်အဖြစ်ရှင်းပြတဲ့ပွဲဖြစ်ပါတယ်ခင်ဗျာဟာဗိသိက်တွန်းတာလားဖျားစာရုပ်နေလားမသိဒုက္ခပဲဟဲ့ဘာတွေပြောနေတာတခုမှလည်းနားမလည်ဘူးနော်အဲ့ကြက်တုံးကြီးဘယ်လိုငှားလာနေပြီးတော့မမောင်အောဆိုတာနာမည်ကြီးရဆိုလားပဲဩ तू ကတမယာကြီးရတယ်မှာပေါ့အခုတော့ဘာမှလည်းနားမလဲပါပဲစိတ်ညစ်လိုက်ယခုပြုတဲ့မင်္ဂလာပွဲမှာလင်းစွာပရဏာအကျိုးရတနာမိုးတွန်းဖြိုးရွာရန်အတွက်ဘေးအထွေတွေကင်းအောင်အေးခင်းဟဲ့အေးစရာခင်းဆိုတာရေခဲတော့ဖင်ခုထိုင်အောင်လို့ပြောလာမယ်နော်အိုင်ကုန်းတလာနမ်းမှာဘရုံမာပန်းတို့ပွင့်လန်းတီတို့တရံဝေယောစန္နာလင်းသည်တော်ရာမင်းရဲ့တန်ရှင်းကြည်တို့ဟံစိတ်ဓာတ်ဒုက္ခဒုက္ခကာယဒုက္ခဒုက္ခတိဋ္ဌာဘဝတုညွှန်းစုတပ်ပိအိစီတံယခုပြုလုပ်တဲ့မင်္ဂလာပွဲဟာအာဝါဟဝိဝါဟထိမ်းများခြင်းမင်္ဂလာပွဲသာဖြစ်ပါတယ်ဒီနေ့ပြုလုပ်တဲ့မင်္ဂလာပွဲဟာမင်္ဂလာဆိုသည့်အတိုင်းမင်္ဂလာ10ပါးဖြစ်ကြတယ်တိရိမင်္ဂလာဖုံးချက်သေးနဲ့ပြည့်စုံခြင်းဇေယမင်္ဂလာအောင်မြင်ခြင်းဝရမင်္ဂလာမြင့်မြတ်ခြင်းစိတ်ဟမ်နည်းလေးဖတ်ပြီးတော့ဗျာဟာဩဘာသာဥမပြီးမဲ့ကြံအောင်ရှိသေးတယ်အများကြီးကြံသေးတယ်ဟုတ်ပါတော်ကိုရှာရှိတာပဲဒီမှာဖြစ်အိုလိမ့်နေပြီဟုတ်တယ်မင်္ဂလာဆောင်ရှိရဆိုမမဘာမှမစားတော့မနဲ့တည်းကစိတ်ညစ်လိုက်တာတိဋ္ဌိမင်္ဂလာပြည်စီခြင်းတုတိမင်္ဂလာဝမ်းမြောက်ခြင်းဩဘာမင်္ဂလာချီးကျူးကြွေးကြော်ခြင်းလို့ထောပနာမင်္ဂလာတဲ့ချီးမွမ်းခြင်းပဋ္ဌနာမင်္ဂလာဆုတောင်းခြင်းအိုးဆရာခဏလေးနော်ဘာဖြစ်လို့လဲပေါ့လားကျော်ကြီးဟာကျွန်မရှင်ကိုတောင်းမှန်ပါတယ်ကျွန်မချိန်စာမပြေသေးပဲနဲ့ရှင်လည်းမထက်ချင်ဟုတ်လားဟုတ်လားငါပဲသမားလေးလို့လည်းမသိဘူးနော်ဟာဒီလိုသားအများကြီးရှိတာသိသွားလို့လားမသိဘူးခင်ဗျားလည်းဗျမဟုတ်တာမပြောပါနဲ့ကျွန်တော်ကိုဝမ်းဝဲဗျဘာမှမမရှိဘူးဗျဘာဖြစ်လို့ထွက်ပြေးသွားတာလဲ
ပြီးတော့ဒီအကျွေးစည်းကိုဘာဖြစ်လို့ကိုယ်ထပ်ပြီးပေးသွားတာလဲ အဲ့ဒါရှင့်အကျွေးစီပဲလေဟိုတနေ့ကကျမရှင်ကိုပြန်ပေးခဲ့တာအကျွေးစီအမှားကြီးအခုရှင်လည်းရှင့်အကျွေးစီပြန်ရပြီဆိုတော့ကျမပေါ်မှာရှင်ထားတဲ့စိတ်ကိုရှင်ပြန်သိပြီပေါ့ရှင်ကျမကိုဘာကြောင့်ချစ်ခဲ့လဲဆိုတာကိုရှင်သိသွားပြီပေါ့ဒီစမောဒီအကျွေးစည်းကိုယ့်ရဲ့အကျွေးစည်းပါလို့ဘာလို့တက်အဆိုဆွဲနေကိုဒီကိုတစ်ခါမှလာပြီးကျွေးစည်းမပြစ်ဘူးဟုတ်တယ်တစ်ခါမှလည်းစုတောင်းမဖြစ်နိုင်ဘူးကျမကိုလာပြီးချင်းကပ်တဲ့သူတွေထဲမှာအကျွေးစီပြန်မပေးရသေးရဆိုလို့ရှင်တယောက်ပဲရှိရလေဒါကရှင့်အကျွေးစီမဟုတ်ဘူးဆိုလို့ရှင်ဘသူ့အကျွေးစီလဲကျမရှင်နဲ့ပတ်သက်ပြီးတော့ဒီမှာလာပြီးဆူတောင်းနေဘူးလေမနေ့ကကံနဲ့ဘောလုံးမဲ့မှာကိုကျော်တရားနိုင်ပါစေဟဲ့နေုံဟာတက်ပြစ်တာမှဖူးစာလွဲဒီတခါဖူးစာနာဒါမှမဟုတ်ဒါပေမဲ့အဲ့တော့ကျမပြစ်လိုက်တဲ့အကျွေးစီတွေကအဲ့ကလေးကပျောက်သွားတာဟုတ်တယ်ဟာဒီဟောလေအကျွေးစီကဟောဘာသမှလည်းမကြောက်ဘူးဘလို့မှပြန်ရှာလို့မတွေ့တော့ဘူးအဲ့အချိန်တွေကရှင်နဲ့ကျမဖူးစာမပါဘူးဆိုတာကိုကျမသိဖို့ကောင်းတယ်ပွင့်သွားပါကံတရားကိုယုံကြည်ထုံးတော့ကံတရားကိုယုံကြည်တဲ့ပွင့်သွားကိုကံတရားနဲ့ပဲတက်တည်ကြအောင်လို့တက်ခါပါဘယ်လိုတက်တည်ပါလဲပွင့်လာတဲ့ကိုနဲ့တကယ်တမ်းဖူးစာပါတယ်ဆိုရင်ပွင့်လာပြစ်လိုက်တဲ့အချွေးစီးလေးပြန်တွေ့ရဟာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲပြစ်ထားရပဲကြာလာပြီတရားရောက်ကောက်သွားရောပေါ့ခုပြောပြီးပြီလေပွင့်လာတဲ့ကိုနဲ့တကယ်ဖူးစာပါတယ်ဆိုရင်အဲ့ဒီအချွေးစီးလေးပြန်တွေ့ရပွင့်လာရဲ့အချွေးစီးကိုပွင့်လာမှတ်မိလားမှတ်မိရပေါ့ပွင့်လာကိုအဲ့မှာအမှတ်သားလေးလုပ်ထားကောင်းပြီကိုရအောင်ရှာပေးမယ်ပွင့်လာမျိုးလုံးမိတာကဲကြည့်လို့ရပြီဒီကျွေးစီးလေဒါပွင့်လာအကျွေးစီးတွေပဲကိုကျော်ကြီးကလည်းဘယ်လိုရောက်နေရလဲပွင့်လာရဲ့ပွင့်လာဒီရေပန်းလာမှာစားတွေ့ကြတဲ့ဟိုကိုချစ်ခဲ့တာပါပွင့်လာကိုအတွက်အကျွေးစီးပြစ်ပြီးဆုတောင်းမဲ့နေရကိုလည်းအကျွေးစိတ်လေးပြစ်ပြီးဆူတောင်းမလို့ပဲဒါပေမဲ့ကိုအတွက်ဆူတောင်းနေတဲ့ပွင့်လာကိုတွေ့လိုက်တော့ပွင့်လာပြစ်လိုက်တဲ့အကျွေးစိတ်လေးပွင့်လာမသိအောင်ဖမ်းထားလိုက်တာတယောက်နဲ့တယောက်ရှမ်းကိုချစ်နေသားတယ်ဘာဖြစ်လို့ကိုယ့်ကိုညှင်းဆဲချင်ဒါဆိုလို့ရှိရင်ဒီတွေ့စီပါရှင်ရဘူးလေတရားတော့ရှိရမှာပေါ့ဖွင့်လာတယ်ကွာဘာဖြစ်လို့စိတ်ညစ်ခံပြီးစဉ်းစားနေရတာလဲသူ့နေရာသူပြန်ပို့လိုက်မယ်ကဲဟာယောမီဟာဘယ်တည်းစရာဘလို့ဗီဒီယိုရောက်လာကျွန်တော်ပွင့်လာဖြူနောက်ကိုလိုက်လာခဲ့တာပါဝန်ခံစရာစကားတစ်ခုရှိပါတယ်ခမရရဲ့ဇနီးလောင်ပွင့်လာဖြူကိုလွန်ခဲ့တဲ့မိနစ်အနည်းလေးလောက်ကအထိ
ကျွန်တော်စိတ်ဝင်စားမိခဲ့ပါတယ်အခုလေးတင်ကျွန်တော်စိတ်ထဲရှင်းသွားပါပြီဗျာမင်္ဂလာပွဲကိုပြန်လိုက်ခဲ့ကြပါဗျာဒါဆိုလို့ရှိရင်အဲ့အကျွေးစစ်ပိုင်ရှင်ကဖိတိဆရာပေါ့ဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ဟိုဒီမင်္ဂလာပွဲကိုဒီတခါကျွန်တော်လေကြောမရှိတော့ပါဘူးဟိုကျွန်တော်ပြောနေမယ်နော်ကဲပါပြီဒီမှာမိထားပြီဒီမှာ